ခရိုင်ကုန်းဆောင်ချေရမှာမွေးဖွားခဲ့ပါတယ်။ဆရာ1980ခုနှစ်ညမှာစပြီးတော့မဂ္ဂဇင်းတွေမှာဝတ္ထုတွေရောဝတ္ထုရှည်တွေရောစတင်ရေးသားခဲ့ပါတယ်။1992ခုနှစ်မှာ12ကျိုးဝတ္ထုတို့များ2009ခုနှစ်မှာအင်္ဂလိပ်16လုံး2001ခုနှစ်မှာရေကန်သာကြားတိုင်းအိမ်ဘာသာပြန်စာအုပ်တွေနဲ့အမျိုးသားစာပေစုကို3ချိန်တိုင်းဆိုခွင့်ရရှိခဲ့ပါတယ်။စာပေရေးရာကိစ္စတွေနဲ့လည်းနိုင်ငံအချို့ကိုတွားရောက်လေ့လာရေးပတ်ခဲ့ရပါတယ်။ဝတ္ထုအချို့ကိုသူဆရာရေးထားတဲ့ဝတ္ထုအချို့ကိုဂျပန်ဘာသာ၊ဂျာမန်ဘာသာ၊ဟင်ဒီဘာသာနဲ့အင်္ဂလိပ်ဘာသာတွေလည်းပြန်ဆိုခြင်းခံခဲ့ရပါတယ်။ဂျိုဒန်ဇော်ကားကနေပြီးပန်းချောင်လုံးပါဝင်ရုပ်ရှင်ဇာတ်ညွှန်းများစွာကိုလည်းပါဝင်ရေးသားခဲ့ပါတယ်။စာအုပ်ရေး60ခန်းကိုရေးသားထုတ်ဝေခဲ့ပြီးတော့ရပ်သားစာပေများကိုဒီနေ့အထိဆက်လက်ရေးသားနေဆဲဖြစ်ပါတယ်။ဒီနေ့ဆရာဟောပြောမဲ့ခေါင်းစဉ်ကတော့ကျွန်တော်တို့ငငယ်ရလို့ခေါ်ပါတယ်။ဆရာကိုစင်မောလာဖို့ဖိတ်ခေါ်ပါရနော်။မင်္ဂလာပါခင်ဗျာမင်္ဂလာပါမင်္ဂဘဗန္ဒုနာတိစင်တတိတိမင်္ဂလာဆိုတဲ့တရားတော်မှာလာတဲ့အတိုင်းပဲမကောင်းမှုကိုရှောင်နိုင်ခြင်းကြောင့်မင်္ဂလာကောင်းမှုကိုဆောင်နိုင်ခြင်းကြောင့်မင်္ဂလာဓမ္မသမီးအောင်ဆရာဝီလူကဆရာမောင်သားချုံနဲ့ကျွန်တော်တို့ပြစ်တာအဖြစ်ရောက်ရှိပါလေမဲလ်ဘန်ကဥက္ကတော့ပြစ်တာများကိုလည်းခံယူရရှိပါတယ်မဲလ်ဘန်ဆိုတော့ရှားရတယ်ကျွန်တော်တို့တော့မဲလ်ဘုံမှာကြိုက်တာကျောင်းလုံးမဲလ်ဘုံနဲ့လုပ်လာတာမောင်သားချိုးစိုးစိုးဒီတော့မဲလ်ဘန်ဆိုဘာငါပါဒီစက်မှာမနကူကောင်းတော့ဒီစိုးတရားကိုမျိုးရေးလို့ပါမပေါ့ကျွန်တော်နမကြီးမောင်ကြီးတို့အားလုံးပါပဲမိတ်ဆွေတင်ဟာများနာမည်ကြိုင်လည်းခွင့်တော့ပါကျွန်တော်တို့ဖိတ်ကြားတဲ့တွေ့ကျေးဇူးတင်တယ်ခန္ဓာမှုသမီးလေးလည်းဖိတ်ခေါ်တဲ့တွေ့ကျေးဇူးတင်ပါတယ်ကျွန်တော်ရှိရတော့စေစမာနာဝိကာယသစ္စကပရဘယအာလာဝကရ3ယောက်ဟောပြီးသွားပါပြီအခုလက်ကြတာဟင်းဝေရနဲ့ပါခန္ဓာမှုသမီးလေးရတယ်ဘယ်ရောက်ပါလဲအဲ့ဒါပဲ thank you သမီးအတန်လေးကသိကောင်းတာပဲဆိုတော့အကြောင်းသူအတန်မပြောက်ဘူးကလေးဆိုတော့အကြောင်းသူအတန်လေးနဲ့ကောင်းတယ်အတန်ကသိရည်ကြည့်ပါလေဆရာမောင်သားချိုကျောင်းဆရာဆိုတော့ဩဇာခံတယ်သူကကျောင်းဆရာအတန်ပါတယ်သိကောင်းတယ်ဘဝေလူကရွှေရှင်သေးဥစ္စာကျွန်တော်လည်းအခုလွတ်လပ်ပြောရတယ်မတူရွှေရှင်နဲ့ကြာစကားပြီးနားချပြောရတယ်ပြီးသက်ကောင်းကောင်းကြားရုပ်ရှင်သားနဲ့ပြောရတယ်ဒါပြောလို့တပါဝဆရာမသမ်းမြေအောင်ကြတော့မသားသမ်းဒါကမသားသမ်းကိုပေါ့သိကောင်းတာပဲဘုန်းမကြီးကျောင်းဆရာကြီးများဆရာမကြီးများလေသင်စင်သွားရင်လမ်းတွေ့တဲ့လူဒီလိုလေးကြည့်တယ်သူကမျက်စိလေးမှုံတော့ငါတို့ပဲများလားမသိဘူးပေါ့ကြည့်လေရှိတယ်ဆရာမသမ်းမြေအောင်ကြတော့ငါချမယ်မသားများစိတ်နဲ့သူကြည့်ကြောက်တာကျောင်းဆရာသိကောင်းတာချပါတော့အတန်သိရေးကြည့်တယ်ကျွန်တော်တို့1988ကထောက်လိုင်းကအကုန်လုံးသိမ်းဖမ်းတာပေါ့ဗျာဖမ်းတဲ့အခါကျဇမင်းသားတယောက်လည်းပါတယ်ဘာလို့ကုံမင်းကိုနိုင်ကျွန်တော်တို့ပြောပြတယ်အခုရေးတဲ့ဇမင်းသားတယောက်ဖမ်းတော့ဟိုဘက်အဆောင်မှာသူ့နှိမ့်ဆက်တာစစ်တာဇမင်းသားအနောက်မပြောက်ဖို့ကိုကျွန်တော်မပါပါဘူးခမညာကျွန်တော်ဘုန်းနဲ့နေကလေးမှာမပြမှားပါဘူးပေါင်းတယ်မှားလို့ဖြစ်တာမှာခမညာအောင်မလေးဗျကျွန်တော်နဲ့ဆက်ချိုးရင်မြို့ဝကျွန်းပေါ်သွားဟောတယ်ခန္ဓာမို့ဒီသမီးလေးတို့မဟုတ်ဘူးချောချောလေးမဟုတ်ဘူးနော်ဘလုံးပြောင်းလို့ဘုန်းကြီးလူတွေတက်တယ်ဖက်ထားတာ3ရက်ရှိသေးတယ်သူကခန္ဓာမို့လို့တာဒီလိုဘလုံးလေးပုတ်ပြီးတက်လာတာပဲဆက်ချိုးရင်လည်းကျွန်တော်ကဒီလို
ကျမောင်းသားချုပ်လို့ထိုင်းနေကြတော့သူကခန်းတော်မှုပြုံးကြည့်တယ်ကလုံးလေးပေါ့၎င်းချေကုန်ညိုသည်ဘုန်းကြီးကမပြောက်ဘူး၎င်းချေကုန်ညိုသည်အဖကမင်းသားကြီးရွှေတောင်းမြို့နယ်မိကတော့စိရင်ဖြစ်တော်သည်ဆရာချင်းကမတည့်ရမိမ့်ပါ၎င်းချေကုန်ညိုသည်သာသမီ6ဦးနဲ့သားကြီးဩရတဖြစ်၍နာမည်ရင်းကကိုကျော်စွာတော့ပါလားဟိတဲ့ကပါပါပဲဒါရောက်ရအောင်ပြောမယ်မြန်မာစာပေဟောပြောပွဲမှာတော့ရောက်လာရတဲ့နာသုဒ္ဓစင်သူပေါင်းရိုးရိုးသေးသေးကြီးကြီးညိုညိုနဲ့စီကံတရားနာသုဒ္ဓဆင်နိုင်ကြပါစေကုန်သတည်းဘယ်လိုလဲရောင်ပြီးလိုက်ပါကာလီရှိရကောင်းဆောင်ချော်ရရောင်လိုက်သွားတာအောင်မလေးကျွန်တော်ရောင်လိုက်သွားတာ50ကာလီရောင်ပြီးလိုက်သွားလို့မဖြစ်တော့နော်မပဲဖြစ်တဲ့ဒီနေရာကိုရောက်ရှိလာကြတယ်ကျွန်တော်ဒီကောင်မောင်နှမလေးကျွန်တော်သိတာပေါ့ကျွန်တော်အားလုံးဟာဇာတိချစ်တဲ့လူတွေပဲဘာမှမနိုင်ငံမှာ200လောက်ရှိမှာပေါ့ကျွန်တော်တို့ဥစ္စာလေးကိုချစ်တယ်ကျွန်တော်မန္တလေးမှာခရီးဆရာရှိတယ်နန်းတော်ရှိဆရာတင်ဆိုတာသူခင်းလေးကိုရေးတယ်ရွှေမိုးညိုတယ်ချင်းလေးရအဲ့ဒီမှာအဖတ်တစ်ပိုက်ပါတယ်မန္တလေးကျွန်တော်တို့ရွှေမန္တလေးချမ်းအေးပူအိုက်အောက်သူတွေလိုက်ခေရမယ်မောင်တင်မစောအောက်သူဆိုတာမြန်မာပြည်အောက်ပိုင်းသူတွေပေါ့မန္တလေးကျွန်တော်တို့ရွှေမန္တလေးချမ်းအေးပူအိုက်အောက်သူတွေလိုက်ခေရမယ်မောင်တင်မစောရန်ကုန်မှလေးမပြတ်နေပါနဲ့နှက်ပြေကြီးပဲဆိုကြပါစို့သူဝိမဲကိုမြူကိုတော့လွန်နေတဲ့ရိုးရိုးပဲပြောရန်မန္တလေးကတဲ့ချင်းကလည်းကြိုက်သေးဖုံးကလည်းထူသေးမိုးကြဘော့ကထူသေးစောင်းရင်းများချမ်းလိုက်တာမပြောနဲ့တော့ဘယ်လိုမှနေစရာမကောင်းတဲ့အရက်ဆိုတော့လေရန်ကုန်မြို့ရောက်တော့လေနတ်ဘုံနန်းနဲ့တူလိုက်တာဒါမဲ့မောင်တင်မပြောဘူးတဲ့ဘလောက်ပဲမင်းယူလာရလားပဲပြောကိုစာတိကိုမန္တလေးပဲကိုချစ်တယ်ဖုန်သူချင်းကြိုက်ဝတ်တူရဲ့ကိုမန္တလေးပဲကိုလွန်းနေအဲ့ဒါမြန်မာစိတ်ပဲအင်္ဂလိပ်လို national identity လို့ပြောအမျိုးသားဇာတိဥပဒေလက္ခဏာမွေးကလေးကပါလာမျိုးသစ်စိတ်ဓာတ်ဆိုတာရှင်းသောကျွန်တော်သင်တန်းပေးလို့မရဘူးလို့ဒီနေ့အမေမွေးကလေးကပါလာအဲ့တော့ဇာတိချစ်ချင်းဟာတိုင်းပြည်နဲ့လူမျိုးကိုချစ်ချင်းပါပဲတိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့အဲ့ဒီအထက်တန်းကြတဲ့စိတ်ဟာဇာတိကိုချစ်တဲ့စိတ်ကစစ်စင်လာခြင်းဖြစ်ပါတယ်ဘုရားရှင်ကဟောတယ်နော်ဇာတိနဲ့ပဝတ္တိနှစ်ခုရှိတယ်ဇာတိကမွေးတဲ့အရာပဝတ္တိကကြီးပြင်းအရာဒီညီကောင်မောင်နှမတွေပဝတ္တိအရာမှနေရတာဘုရားရှင်ခွင့်ပြုတယ်လျှော့ပတ်တဲ့အရာမှနေခြင်းဟာမင်္ဂလာရှိတယ်မင်္ဂလာတရားတော်မှာပါတယ်ပฏิယူပဒေတာဝါသောသမင်္ဂလာဆိုတာလျှော့ပတ်တဲ့အရာမှနေပြီးတာပဲသူ့အတွက်ဘဝအတွက်အစဉ်ပြေတဲ့နေရာနေကြမမေ့ဘူးပါရဏ3ပါးနဲ့ကိုဇာတိကိုမမေ့ဘူးပါပဲတရားရှင်ခွင့်ပြုပြီးသားပါအဲ့ဒီဇာတိဖြစ်တဲ့စိတ် national identity ဘယ်အစအမေပကတိကစခဲ့တယ်လို့တော့ပြောနိုင်တယ်အဖေပစိုးစုံကလေးကျွန်တော်တို့ပစိုးစုံနဲ့ကြည့်ရအောင်အဖေပစိုးစုံအဖေလည်းပစိုးစုံရှိတာမဟုတ်နဲ့ထဲက3ထဲလောက်ရှိတာအဆုပ်ဆုံးပစိုးလေးကျိုးလေးနဲ့ချောင်းချီအမေကသားကလေးထက်သမီးကလေးထက်အမေတချင်းတန်နဲ့ကြီးလာပြီပဲအကုန်လုံးသိကြတယ်အဲ့ဒါဇာတိချစ်တဲ့စိတ်ကအဲ့ရစအမေကထည့်ပေးလိုက်ကျုပ်သားကိုစုံချီငှက်ပလီပဲကိုကြွားပါလေအမေကကျိုးပြီးဆွဲသားလေးကိုကျုပ်သားကိုစုံချီပါလေတော့ငှက်ပလီပဲကိုကြွားပါလေအိုးချခဲ့ပါအိုး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 
ဒီလိုနဲ့ဟောရင်အိတ်ချင်မှာနော်အမေအသာနဲ့ကြီးတာနော်ကျွန်တော်တို့အကုန်လုံးတချို့အမေတော့တချင်းမရဘူးပေါ့အေးခလေးကခလေးစဉ်းစားတယ်အမေတော့ intro ဝင်နေဒါမှမရဘူးမရတော့အေးဆိုပြေးဆိုမို့လားဒါကြောင့်တချင်းကလည်းရေးကြည့်တယ် hip hop တော့မလုပ်နဲ့ပေါ့ဒီရင်နဲ့တော့မရဘူးပေါ့နော်အဲ့ဒီအမေနှလုံးသားကစီးစင်းလာတယ်အဲ့ဂျက်အောင်မလေးအင်းမြလိုက်တော့အဲ့ဂျူလီကနေပကက်ထဲရောက်လာပကက်ထဲကသားလေးရောက်တယ်သမီးလေးရင်ရောက်တယ်ဘယ်တော့မှကျွန်တော်လူမျိုးစိတ်ချအောင်တမ်းမကြောက်ဘူးအများနဲ့မေတ္တာရှိတယ်ချင်းချင်းသိသိတယ်ချင်းချင်းစောင့်ရှောက်တယ်ကျွန်တော်ယုံကြည်တာပေါ့ဒီမှာချက်ကြလို့ဒီရောက်လာတာပဲဒါကြောင့်ဘယ်မှာပဲနေနေရေးကြည့်တာမြန်မာစိတ်အဲ့ဒီအမျိုးသားစိတ်မပြောက်ရငါသုံးပါမမေ့ဘုရားရှင်ကဖွင့်ပြတယ်ပြတ်ပတ်တဲ့ရမှနေတဲ့ကိုတိုင်းပြည်ကိုလူမျိုးကိုယဉ်ကျေးမှုမှာဒါမှငါဟာလို့ဖက်တွယ်မထားနဲ့ဘုရားက very international ဖွင့်ပြတယ်နော်ဒါကြောင့်ရောက်တဲ့ရမှအချင်းချင်းသိသိဆောင်ဖြောက်ကြဖို့ပြောချင်ပါလေမြစ်ကထားကြလို့တဲ့အချင်းချင်းဒါလေးလည်းပြောချင်ပါလေအခုကျွန်တော်တိုင်းပြည်မှာတော့လူလူကရွေးချယ်တင်မြှောက်တဲ့အယတစစ်စစ်သမရာကြီးပေါ်ထွန်းလာပါပြီကျွန်တော်တို့ရဲ့မြန်မာစာပေရဲ့အထင်ကရအေယူကနန်းနေခိုင်းကြီးဖြစ်တဲ့ဆရာကြီးအမျိုးသားစာစုကြီးဆရာကြီးမင်းတို့ဝင်ရပါဖြစ်လို့တိုင်းပြည်ကလည်းစက်တင်ရှိလိုက်တယ်မပြောပါနဲ့တော့ဆရာကြီးကရေးခဲ့တယ်သူကောင်းပါတဲ့တပည့်ညိုငါကောင်းပါတဲ့တပည့်ညိုတို့ပြေမှာတို့မေကမ်းပါတဲ့တပည့်ညိုရွှေဘုံပန်းရကလမ်းတဲ့ပါဘူးငါသားတစ်ချိန်ကျသမရဖြစ်မယ်လို့ဆရာကြီးဘယ်သိမှလဲသို့သောမြမလွတ်လိုက်ကြီးမြမအောင်ဘွယ်တစ်ချိန်ကျရင်တို့ရရှိရမယ်ဆိုစိတ်ကောင်းလိုက်တာဒီသဘာနဲ့စလုံးကျေးဇူးလက်တင်ပါရဲ့တို့ကောင်းမှာတပည့်ညိုသူကောင်းမှာတဲ့တပည့်ညိုဒီဇိုင်းကြည့်လို့ရဲ့ကောင်းမှာအခုတော့တပည့်ညိုရောက်နေပါပြီရှင်းတော့မိခင်များတမ်းမောင်ကိုစစ်ထွက်မယ်ဆိုတော့မြန်မာမင်းများလက်ထက်ကအမေရပထမအဆုံးဟောဒီညာဘက်နဲ့ရွယ်အမေပိုင်နေတပည့်ကလေးတစ်ခက်ယူလာနဲ့သားညာဘက်အသားလေးညှက်ပြလိုက်တာပြီးတော့မှထမင်းလေးရကန်းကြထမင်းကလေးပတ်စံနဲ့ဖြဲထွက်လာတဲ့အထက်ဆင်အစလေးနဲ့သားလည်းမောင်းချီပြီးသားလည်းယုံနေဒါအမေရဲ့အောင်အတိတ်အောင်နမိတ်ဆင်လိုက်ပြီးတပြေပန်းလေးကညာဘက်ကအမေပံပေးလိုက်တဲ့တပြေပန်းလေးအမေကမျက်ရည်လေးနဲ့သားရင်မကလေးထုပါစစ်ထွက်ခါနေနှုတ်ဆက်တယ်လို့ပဲချစ်သူကလည်းဘယ်ဘက်ကသူ့နေရွက်ကလေးပဲဒါတပြေကလေးတစ်ခဲယူလာဘယ်ဘက်ကနေရွက်ကလေးလာပံပေးမောင်ကြီးရဲ့စစ်မြေပြင်ရောက်တော့စာရေးအောင်တော့ဘယ် Facebook ရှိမလဲအဲ့ချိန်ကထဘူးပေါ်မှာတန်ကြုံနဲ့ရေးရတာကညစ်နဲ့အိမ်ကြတော့မှမပြီးရင်ဘာနဲ့လုပ်ရလဲဆိုတော့ဒီနန်ကြီးလေးနဲ့ပုတ်ပြီးဖြစ်သူကဖတ်ရခြေတန်းကလာတဲ့မြင်းတီတော်ကအိမ်ခေါင်မိုးတွေထိုးပြီးစာလေးပြီးသွားပြိုလေးတို့အိမ်ခေါင်မိုးထိုးလာပါတဲ့ပြီးဘူးစွာဘာသာတွေလဲလို့မေးကြတော့မိဘနဲ့အေးမိဘနဲ့အေးစမြေပြင်တနေ့ကြီးကလုံစားွယ်လေးလုံစားွယ်လေးရှိရတဲ့ချင်းလေးထဲမှာကြပြားလေးထဲမှာကိစ္စလေးထဲမှာကျွန်တော်တို့လူမျိုးရဲ့ဘဝတွေပါတယ်ဒါတော့အခုလေအောင်ပန်းဖြစ်တဲ့သဘေညုံနဲ့ရွှေသဘေညုံရွှေဘူပန်းမော်နဲ့မြန်မာနှစ်ပေါင်း40စစ်တက်ခဲ့တာဟန်တာဝင်နဲ့အင်းဝသူကနိုင်လိုက်သူကနိုင်လိုက်သူကရှုံးလိုက်သူကနိုင်လိုက်ရတဲ့တိုင်းသူပြည်သားတွေကဘဝပြည့်အလောင်းမင်းတရားကြီးကနိုင်ငံတော်ပြန်စုစည်းရမယ်ဝစည်းပြည်နေတဲ့နိုင်ငံတော်ကပြန်စုအောင်စီးရမယ်ဆိုတဲ့စိတ်နဲ့ရွှေဘုံမှာအောင်မြင်နေတယ်ဆရာကြီးကဒါကိုကြီးတာစိတ်မင်းတို့မှာတပင်းညိုရွှေဘုံပန်းရည်နဲ့လမ်းပြပါဘူး
စစ်တွေတိတ်ကြတော့စစ်တွေငိမ့်ကြတော့စစ်တွေပြီးကြတော့ပြန်ပြီးတိုင်းပြည်ဝစီပြည်နေရကစုစည်းတယ်လို့စိတ်နဲ့တို့ရှေ့ဆက်သွားကြဆိုသိကောင်းတာပဲပညာရှင်များရှေ့နှစ်ပေါင်း50ကျိုးမြင်လိုက်ကြဒါကြောင့်ကျွန်တော်တို့အခုပြန်လဲထူထောင်မယ်ကာလဖြစ်နေပါပြီဘာနဲ့တူလဲဆိုတော့1945စစ်ကြီးပြီးတော့ကျွန်တော်တို့မန္တလေးလူမန္တလေးသားတွေကသခိုင်းတောင်သွားပြီးစစ်ခုကြစစ်ကြီးပြီးပြီဆိုတဲ့အခါမန္တလေးကိုပြန်ဝင်လာတော့ဒီပြန်ဝင်လာတဲ့လူတွေထဲမှာကားစုပြီးသင်းပါတယ်ရှေ့ကစစ်လက်ကျန်ကားကြီးအဲ့ဒီပုံမှာမြို့မှာတူရိယာအဖွဲ့ကပါလာနေစစ်ခုပြီးတော့မန္တလေးပြန်ဝင်လာတယ်ပင်ကျော်ကအဟောင်းတွေပေါ့ဟွန်ဒီယိုကြီးတွေအဟောင်းတွေဒီမုတ်ကလေးရာတွေကလည်းစုပ်ပြတ်တယ်ဒါပေမဲ့ကားပေါ်ပါလာတဲ့အနုပညာရှင်မန္တလေးရဲ့တောင်ဘက်ကတောင်မြို့လိုခေါ်တဲ့အမရပူလာကိုနှိုင်းကြည့်တော့စစ်ရဲ့ဘုံတန်ကြောင့်မန္တလေးမြို့ကိုလုံပြကြဘိုးနောက်ပဲအေယာရီဇက်ကအရှိပဲရှမ်းရုံးမှနှိုင်းကြည့်တော့လေတမျိုးလုံးပြနေကြအကုန်ချွတ်ချုံကြမိဘတို့နဲ့မန္တလေးတို့စစ်မချမ်းသာဘူးဒါပေမဲ့အဲ့ဒီမြန်မာစိတ်ရေးသူကဒီဝမ်းဆရာမြာတချင်းနာမည်ကအားလုံးပြတဲ့အတိုင်းပြည်တော်ဝင်ဆိုတဲ့တချင်းနဲ့မန္တလေးကိုပြန်ဝင်ခဲ့ကြပါတယ်သိကောင်းတဲ့ချင်းမှာပဲဒီမှာလည်းအားလုံးကြားလို့လိမ့်မယ်ပြည်တော်ဝင်ခါရောရောက်ချီနီလူသာပဲဒိုဒိုမမနမတို့ရေတဲဆွဲချင်းမိတ်ဆွေစိတ်ကဆွဲလို့နေအခါရောရောက်ချီနီလူသာပဲဒိုဒိုမမနမတို့ရေအသေးဆွဲချင်လို့နေစိတ်ကဆွဲလို့နေမြို့မနဲ့တူတော်လိုက်ပါနိုင်အောင်စီယွန်းသာရာပြီးချင်းပြည်တော်ဝင်မယ်လေအဲ့ဒီရှင်ကပြည့်တိသမိုင်းဝင်နိုင်ငံရေးတည်အဖြစ်ဖြစ်ပါလေကျွန်တော်လည်းပြည်တော်ဝင်ချိန်ရောက်နေပြီမန္တလေးမြို့သူမြို့သားတွေကဝင်လာတဲ့စစ်ရှောင်းတဲ့ရွေးဖွဲ့ကိုတပြေပန်းနေနဲ့ကြိုခဲ့ကြတယ်အဲ့ချိန်မှာမန္တလေးဟာစစ်စစ်ညက်ညက်ကြီးနေပါပြီဒါကြောင့်ကျွန်တော်တို့ Phoenix ငှက်များဟာပြာပုံတွေကထပ်ပြန်တယ်လို့ပဲဒီပေါင်း50ကျော်စစ်ဆိုးရလက်ထက်အဖက်ဘက်ကရိုးရင်းကြဆင်းနေတဲ့ချင်းနေဇိုးကြီးကကျွန်တော်တို့ချစ်တဲ့လူလူကောင်းဆောင်ကျွန်တော်တို့ချစ်တဲ့သမရကျွန်တော်တို့ရွေးချယ်ခဲ့တဲ့ကောင်းဆောင်တွေရဲ့ဥဆောင်မှုနဲ့ကျွန်တော်တို့ဒီခါလေးပြာပုံတွေကပြန်ယုံထွက်ရအောင်ပဲအခြေအနေမျိုးပါပဲ1948ခုလွတ်လပ်ရေးရကြတဲ့ကကျွန်တော်တို့အစိုးရ17ဖွဲ့ရှိသွားပြီခဏတိကျွန်တော်တိုင်းပြည်အစိုးရထွက်တိုးခေါ်တာပေါ့သဘာဝထွက်မတိုးတယ်ဒါကြောင့်အာမိုးတို့ကတော့မဖြန်းသေးလို့ဖြန်းရင်ပိုထွက်အောင်ပဲသဘောရှိတယ်ဒါပြန်ပြီးဒီကလည်းကျွန်တော်ပြန်စရလိမ့်မယ်ကျွန်တော်တို့ကခန့်ညံ့ညံ့လူမျိုးတော့မဟုတ်ခဲ့ပါဘူးကျွန်တော်တို့မှာသမိုင်းရှိပါတယ်ကျွန်တော်တို့မှာအတိတ်ရှိတဲ့လူမျိုးပါပဲကိုယ်ပိုင်အခရာကိုယ်ပိုင်ဂီတကိုယ်ပိုင်စာပေကိုယ်ပိုင်အနုပညာနဲ့ကျွန်တော်တို့တန်ပေါင်း1300ကျော်400ဒီဘက်ကတန်ပေါင်း1200လောက်ရှိတဲ့နိုင်ငံကြီးတစ်ခုကြားတွေကဈေးရွက်လောက်ကလေးရှိတဲ့ကျွန်တော်တို့နိုင်ငံသို့တော်လည်းသမိုင်းသိကြီးပါတယ်ဘယ်နေရာရောက်ရောက်ဒါကတော့ဘုံလူစီခြင်းနဲ့ငါတို့ဂီတဟာခန့်ညံ့ညံ့ခတ်ချာကြမဟုတ်ဘူးတို့စာပေဟာခန့်ညံ့ညံ့ခတ်ချာကြမဟုတ်ဘူးလို့ပြောကြစမ်းပါကျွန်တော်တို့အမှန်တန်ချက်တန်းကြခဲ့တယ်လူမျိုးဖြစ်ပါတယ်အတိတ်ရှိတဲ့လူမျိုးသမိုင်းရှိတဲ့လူမျိုးလို့ပြောရင်တချို့မရှိပါဘူးကျွန်တော်တို့အင်းနာချင်းနိုင်ငံတွေအတိတ်ကောင်းကောင်းမရှိသမိုင်းကောင်းကောင်းမရှိဘူးနော်ဒါလည်းကျွန်တော်တို့ဂုဏ်ယူရမှာပါပဲတခြားလုံးကျွန်တော်တို့ကြောက်စိတ်နဲ့နေခဲ့ရတယ်လိမ့်ကြတဲ့စိတ်နဲ့နေခဲ့ရတယ်ဆိုတာတော့လည်းရှိခဲ့တာပါပဲထက်တန်းကြတဲ့စိတ်နဲ့တို့နေကြစို့လို့1930မှာတို့ပေါ်မှာလူငယ်ပေါ်လာတဲ့အခါတို့ဟာသခင်ဖြစ်တယ်ဆိုတဲ့စိတ်နဲ့ပြန်တွန်းလှန်ခဲ့ရတယ်ပညာတတ်လူငယ်တွေကဥဆောင်တို့သာသခင်ဖြစ်တယ်တိုင်းတစ်ပါးကအုတ်ချုပ်နေပေမဲ့တကယ်တော့တို့သခင်ပဲတို့ဘိုးဘွားတွေကနေချက်ကိုလက်အုပ်ချီနေရတယ်ဖျားထူးနေရတယ်မဟုတ်ဘူးနော်အဲ့ဒီလူငယ်တွေတဲ့ခင်ဘာတော့ဥဆောင်ပြီးတော့အချင်းချင်းသခင်ခေါ်ကြလို့သခင်ဘေလို့က
တကယ်မှန်တာဒီမှာသမီးအောင်ဒီလိုခေါ်ကြတာကျွန်တော်ဖွားအေးရနေကြောင်းသူတကယ်မှတော့ချော့သူကဒီကနေ့ဒီဂုံယူနေတော့မဲ့အမေကဟုတ်တယ်ဘယ်ရှင်ဒီခေါ်မလဲလွတ်လာရေးရတဲ့ဒီခေါ်ကြသို့တို့ကပါကီဝင်နေပဲပါကီနွယ်ဝင်ဗမာတိုင်းသခင်ပါကီနွယ်ဝင်ဗမာတိုင်းသခင်တို့တရားပါနော်ခေါ်သာခေါ်မလွတ်လပ်ခင်လွတ်လပ်ရေးမရမချင်းတို့တရားရှိတယ်သခင်လို့ခေါ်ကြလို့ဇိုင်းသခင်ကိုရောမှိုင်းတောင်မှသခင်ဘွဲ့ခံတယ်ငါလည်းမင်းတို့ထဲသခင်ဘွဲ့ခံမရစီကျွန်တော်အဲ့ဒီစိတ်နဲ့နေခဲ့ကြတယ်အဲ့ဒီတို့မှလူငယ်တွေရဲ့ချင်းထဲမှာတပိုက်ပါတယ်ရန်ကြောင်မြို့လေဘော်တစောင်းကြီးထဲမှာသခင်လူငယ်တွေကဒီတို့မှသခင်လာဆိုတော့ကျွန်တော်တို့မြို့သားကောင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း15နှစ်သား9တန်း10တန်းရှိသေးတယ်လေဘော်တစောင်းနဲ့ဝင်လာပြီးတော့ကရုံးစတော်လေးနဲ့မဲမဲပိန်ပိန်လေးဒီသချင်းသူရင်နဲ့ရောက်သွားတယ်အဲ့ဒါ national identity ပဲအချင်းလေးကအဲ့ချက်မှာတပိုက်ပါပါတယ်အချိန်မရလို့တပိုက်ကလေးပဲဆိုပြပါရစေသခင်ချင်းကိုကြင်ညာပါသခင်မျိုးဟိတုပမာမိုးအောက်မြေပြင်မှာအထက်တန်းစိတ်နဲ့စာမရီသွေးတုပမာသခင်ချင်းကိုကြင်ညာပါသခင်မျိုးဟိတုပမာမိုးအောက်မြေပြင်မှာထက်တန်းစိတ်နဲ့စာမရီသွေးတုပမာသိကောင်းတာပဲနောက်ပိုက်တွေလည်းကောင်းပါလေထားလိုက်တော့သို့သောကျွန်တော်တို့တခြားတော့လွတ်လပ်ရေးရပြီးလွတ်လပ်ရေးနဲ့တူမွေးဖွားလာတဲ့ပြည်တွင်းစစ်အဲ့ဒီလက်နဲ့ဒီနဲ့တနတ်တွေအောက်မှာကျွန်တော်တို့ပြည်သူတွေတခြားဟိုတုန်းဆင်းရဲခဲ့ကြတယ်ခဏချီလဲဆင်းရဲတော့မှာပဲကျွန်တော်တို့နေဝင်းမြင့်တို့ငယ်ငယ်တုန်းကလည်းကြောက်ခဲ့ရတယ်အမေကြောက်တော့သွားကြောက်တယ်ရွာပြင်ကနှမ်းမြတဲ့ပုပ္ပတောင်ညို့ညို့အမေကလေရနာသုံးပါးနဲ့စိတ်ကပ်ပါရဲ့ဒါကလေးပခုံးတယ်အမေထမိန်စနတ်ကဆွဲပြီးကျွန်တော်တို့လိုက်ရတယ်ဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဘုရားပြီးတော့ရနာသုံးပါးမှာလွဲ၍အခြားကိုးကွယ်စိတ်ကပ်ရမရှိပါဘုရားဘုရားပဲပရိပြုတယ်ဒါမှညနေကျအမေကဘုရားတော်မသိတော့ဘူးထင်တယ်နဲ့ဒီပါရဲ့ရွာပြင်ဖက်ပုပ္ပသွားကြတော့တာကျွန်တော်တို့ကလည်းလိုက်ရတယ်အဲ့တောင်ပေါ်မဟာဂိရိနမင်းမောင်နှမဆန်တဲ့တောင်သားရဲ့နမကမကြွေးပြူတဲ့မမြလှတယ်အေးပကံနန်းတော်ကြီးကတနေ့10ကောက်ပန်းလာတာတဲတဲ့မြင်းသေးတော့ကိုပြတ်တန်တယ်ပုပ္ပသူလေးကလည်းလှလိုက်တာမပြောနဲ့တော့ကွယ်မျက်နှာလေးကဝိုင်းဝိုင်းလေးအမလေးမေကသူမြင်ထားတယ်တင်ပြောတယ်ပန်းယူတယ်လေပန်းကူပေးတယ်ချစ်ပြီးပေါ့ကြိုက်ပြီးပေါ့မြတ်တာမျှရပြီးပေါ့အေးသူတို့အကြောင်းပါတော့သားလေးနှစ်ပါးခွာရွှေဖြင်းအိုးကြီးနဲ့အချင်းစေးပြီးမွေးတဲ့သားလေးနှစ်ယောက်သားတော်ကြီးကဖြင်းကြီးသားတော်ငယ်ကဖြင်းနေတယ်အမေသမိုင်းသားပဲအမေစက်ကတမဟုတ်ဘူးကျွန်တော်တို့အမေပြောတာပုပ္ပကိုကြည့်ပြီးကျွန်တော်တို့ချက်စိတ်နဲ့ကျွန်တော်ကြည့်ရအဲ့ဒီဖြင်းကြီးဖြင်းနေဇာလန်းနေတယ်ကျွန်တော်ကြည့်ခဲ့ရတယ်အဲ့တောင်ဘက်က9ရှိအင်ချားတဲ့နတ်ကတော့အိမ်လာပြီဆိုအမေတို့ညောအမတို့ကြောက်အမေကချွေးနိုင်အကြီးချိတ်ကြီးနဲ့ထိုးထားတယ်အတိတ်ကလက်မတော့ကျွန်တော်ငယ်တော့ဘယ်တော့မှခိုးမရဘူးအမေအင်ကြီးအဲ့ဒီကအမေအင်ကြီးကျတဲ့လက်ကျက်တဲ့ပုံမရှိဘူးဒါပေမဲ့ကမ္ဘောဇာပါနဲ့တော့လုံသေးတယ်ခိုးလို့မရနတ်ကတော့လိုက်တော့အမေကိုယ်တိုင်သဘောတူအတိတ်ကြီးဖြုတ်တော့တာအေးကိုကြီးကကြက်တိုက်နားမှာခဏတော့ကြက်တိုက်နေဟဲ့နောင်မလေးလောင်းကြီးထက်ပြီးတော့မလေးဆိုတော့အမေတို့ကြောက်တယ်ကိုကြီးကကြက်ကကြက်ဖောင်းအေးကြက်ဖောင်းဆိုဖောင်းဖောင်းကြီးမဟုတ်ဘူးနော်အဖြူကိုဖောင်းခေါ်တယ်မြင်းမြဖောင်းဖို့ဆိုတော့မြင်းပြူကြီးပေါ့ကိုကြီးကကြက်ကလည်းဗျာကြားအေးအဖြူကြက်ကတပိုက်ထေကတကြိုက်နဲ့ရင်မပေါ်ထေးစီကြကနေတော့ကိုကြီးကကြက်တိုက်နဲ့ပြောနေတယ်မနေ့ကိုရေအေးနဲ့ခွက်လက်ပြင်းညရေနွေးနဲ့ခွက်လက်ပြင်းနဲ့ကြက်မနိုင်ရှိပါမလားသူနိုင်ကြီးတို့မှပြီအမေတို့ကကြက်တန်လေးစ
စုတ်ထားနန်းနေမှနေနိုင်ရည်ကြီးသုံးပါတဲ့ကျက်ပေါင်းလေးနန်းနေမှနေနိုင်ရည်ကြီးသုံးပါတဲ့ကျက်ပေါင်းလေးမလက်ကိုရင်နှွေးညအေးအေးနဲ့ကိုကြီးကြောင်ငယ်ကမွေတဲ့ကျက်ပေါင်းလေးအ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 ေးတောင်းသဗျာငွေများရဲ့နဲ့လောင်းစရာငွေမရှာပါဘူးကြကြတိုက်မဲ့ပြင်းမြင်ဆိုင်ကြော့ရှင်ဘန်ကောင်ကိုနေမှာပါလို့အလိုရှင်လူတို့ဘန်ကောင်ကိုနေမှာပါလို့အရခလေးကိုရဲ့အာမနာအိမ်ကြီးချင်းကိုရဲ့အာမနာမတော့ရရင်သီလဆောင်နေမတော့ရတယ်သီလဆောင်တာပဲလေမောင်သားချိုတိုင်းပဲဒီဝိညာဉ်အဲ့ဒီချင်းနေနဲ့ကြည့်ရတာတော့ပဲဆန်းဆန်းလူရဲလေးတွေကြောက်ရက်တို့ဆိုတော့ကောင်းနေဘယ်နှကနေမှမဟုတ်ဒီသချင်းနေနဲ့ကြည့်ရတာကြောက်တယ်နှာခေါင်းကြီးကြီးနဲ့လူရွာတဲ့ဝင်လာကြောက်တယ်နေရွကားကားဆိုလည်းကြောက်တယ်မျက်လုံးပြူးပြူးဆိုလည်းကျွန်တော်တို့ကြောက်ခဲ့တဲ့ဘဝတွေနဲ့နေရတယ်အခုတော့တစ်တိကြာတော့အတန်တန်ထွက်လာတယ်ပြောင်းလဲချိန်တန်ပြီတော်တော်နောက်ကျနေ time to change ပြောင်းလဲချိန်တန်ပြီသိကောင်းတဲ့စကားအမှန်တန်အားရှိခဲ့တဲ့စကားပါပြီးကြတော့မရဟောင်းကြီးကတော့ပြောတယ်ဘာလို့ပြောင်းလဲချိန်တန်တာလဲမသိဘူးကျောင်းဆရာကွန်မြူနစ်ပဲကြံတော့တယ်ဘာလဲသူသိတယ်လားပြောတာတိုင်းလူပြည်သားအားလုံးကစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အေးအေးလူလူနေနိုင်တဲ့ဘဝအမွန်မောဘက်ထလိုက်အဲ့ဒီမောဘက်ထလိုက်ကိုလူကျင်တာကျွန်တော်တို့ကစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အေးအေးလူလူနေခြင်းနဲ့ဘဝလူကျင်တာလူပေါ်စီမှာနိုင်လုံးမထက်မရှိနိုင်ကျင်တာမရှိမတရားသိမ့်ပိုက်တာမရှိမလျော်ဩဇာသုံးတာမရှိအကျင့်ပြည့်ချစားတာမရှိတရားဆောင်တာမရှိပညာကျမ်းမာနှိမ့်ကြတာမရှိကမ္ဘာလည်းမှာတင့်တယ်တဲ့လူမျိုးတင့်တယ်တဲ့တိုင်းပြည်ကမ္ဘာလည်းမှာတင့်တယ်တဲ့လူမျိုးတင့်တယ်တဲ့တိုင်းပြည်ဖြစ်ဖို့ပြောင်းလဲခြင်းတမ်းပြီ time to change ကျွန်တော်တို့ပြောနေတာပါဒါကြောင့်ကျွန်တော်တို့အားလုံးဟာပြည်ပမှာနေသည်ဖြစ်စေပြည်တွင်းမှာနေသည်ဖြစ်စေအဲ့ဒီမြန်မာစိတ်မြတ်တာစိတ်အားဖြင့်ပညာစိတ်အားဖြင့်နိုင်ငံတော်ကိုမြတ်တာနိုင်ငံတော်ပညာနိုင်ငံတော်ပြန်တည်ဆောက်အောင်အချိန်ဖြစ်ပါတယ်။သမိုင်းကိုကြည့်ရင်ကျွန်တော်တို့အကြီးတန်းခဲ့တဲ့ပြုဖြစ်တရားစုကစရည်တွေ့ရင်ဒီကနေ့ထိနှစ်ပေါင်း2000ကျော်ယဉ်ကျေးမှုနဲ့နေတယ်ဆိုပေမဲ့ပရိသေရဲ့ဓာတ်အောက်မှာကျွန်တော်တို့နှစ်ပေါင်း1900နေခဲ့ရတယ်။နေချက်ရဲ့လက်အောက်မှာနှစ်ပေါင်း100ကျော်နေခဲ့ရတယ်။စစ်တပ်ရဲ့အောက်မှာနှစ်ပေါင်း50ထပ်နေရတယ်။တန်းသူပြည်သားတွေကဒီနေ့ထိမလှုပ်နိုင်သေးဘူး။အမေတို့ကြောက်တာဘာဆန်းတယ်လဲ။အမေတို့ကြောက်တော့ရွာကြောက်ရတာအခုကျွန်တော်တို့မြို့ကြောက်ရတယ်။ကြောက်ချင်းဟာကျွန်တော်စီကခွာမသွားသေးဘူး။ဒါကြောင့်လူလူကောင်းဆောင်ရေးတာပေါ့။ freedom from fear အဲ့ဒီကြောက်ရွံ့ခြင်းကမကင်းနိုင်တဲ့ပြီးကျွန်တော်ရှေ့ရွေးဖို့သိခဲ့ပါတယ်ကျွန်တော်တို့သမင်းကောင်းမစားခဲ့ရဘူးလေကောင်းမရှူခဲ့ရဘူးရေကောင်းမတောက်ခဲ့ရဘူးရေတွေဖြစ်တယ်မှာဘာထူးလဲကျွန်တော်တို့ကြောက်ရတာပဲကိုမင်းကိုချင်းဆိုပြီးကြောက်ရတယ်တောင်ကိုတော်ရှမ်းပြည်နယ်တော်တွေကတောင်ကြီးတောင်ဝင်နဲ့လာတဲ့တစ်ခွာပန်းတွေတစ်စင်ပန်းတွေမင်းနဲ့မိဖုရားမပန်ရသေးပဲနဲ့မှန်လို့ကတော့သေးအောင်သာကြံတော့ဟိုးရှမ်းပြည်ကကလေးမလေးစက္ကန့်ချုပ်ကောင်းမပန်ဘူးမြန်မာပြည်ကအင်းဝမှာမပန်ဘူးပရိသေရဲ့ဓာတ်ကိုကြောက်ရတာပဲရှိရတယ်ပန်းတစ်ပွင့်ပန်ဖို့တောင်ကြောက်ရတယ်တခြားကိစ္စတွေထားလိုက်တော့ရခိုင်ရေးတဲ့ဆရာကြီးဦးတိုးကဓာတ်ကိုရေးတယ်သူကတချို့ကနေပြပြတချို့ကဖြူဝါတချို့မှချိတ်ပွင့်တချို့မှပန်းရင်ပင်စင်ပန်းပြန်ဘွဲ့မြေခံရင်တွင်ဝေယံလမ်းမြင်ပန်းတိုင်းကျဖို့မြို့ုံမင်းစာလိမ့်မပါပဲကိုယ်ရာဈေးပြင်ရောင်းလို့များမြင်မလားသေရင်သေရှင်ရှင်အင်မတန်ရာဇဝတ်တော်ခံရမည်
မင်းနဲ့မိဖုရားမပန်သေးပဲနဲ့မင်းကြီးမင်းသားကစမပန်ရဘူးအေးအားလုံးပါမီနန်းတော်တွေကပါမိပြီဆိုမှပြည်သူတွေကမြို့ဝန်မင်းစာသိမ့်မပါပဲဆိုစီမံသားရကဒစိမ့်မပါပဲဝင်ဈေးမှာရောင်းလို့မရဘူးပြောတယ်သူကနေပြပြတချို့ကဖြူပါဝါတချို့မှချိတ်ပွဲတချို့မှပန်းရင်တို့ပင်စင်ပန်းပြဝဲမြေခံရင်တို့ဝေယနာမြေပန်းတိုင်းတင်မို့မြို့ဝန်မင်းစာသိမ့်မပါပဲွယ်ရစေပြည့်ရောင်းလို့များမြင်မလားတည်ခြင်းစေရှင်ကြီးချင်းအမတန်ရာဇဝတ်တော်ခံရမည်မြတ်ပန်တော်ပန်းခိုင်လုံးလန်းကိုဘယ်မကျင်နိုင်တေလောက်တဲ့ပန်းပန်တာအဲ့ဒါလိုဘယ်လိုစနစ်အောက်တောင်ကျွန်တော်တို့နေခဲ့ရတယ်တိုင်းတော်နေချက်လေးအောင်မဟုတ်သေးဘူးနော်ဒါကြောင့်မြစ်တန်တဲ့ပညာအရေးကြီးတယ်ဒီဝိမြင့်တို့အမေမိဘများအဲ့ဒီမြစ်တာစိတ်ကလေးပဲသွင်းပေးနိုင်တယ်ပညာကောင်းကောင်းတတ်ဖို့ဒီဝိမြင့်တို့ကပညာမျိုးရိုးလို့တော့ပြောလို့ရမှာမသိဘူးခွာရီကစာတစ်လုံးမှမတတ်ဘူးအမေကနှစ်တန်းနဲ့ကြောင်းထွက်တာစာတွေမိကုန်ပြီဒီဝိမြင့်ကမိဘတဲ့သားဖြစ်အောင်ဒီကုတ်တစ်ခဲကြိုးစားတာ၄တန်း၃ခါကြာတယ်ဆရာကြီးက notice ပေးတယ်ကြောင်းပြနေဝင်းမင်းကြောင်းထွက်မလားငါပင်စင်ယူပါဆရာကြီးသနာလို့ဘဝထုတ်ခဲ့တယ်ဒီညာတော့သိမတတ်ဘူးကျွန်တော်ဆရာကြီးကအမျိုးသားကောင်းဆောင်ကြီးဘိုးကျောင်းဆန်းနေရေနံကျောင်းမှာအတူတူကျောင်းနေတဲ့ဆရာကြီးဒီမှာစိတ်တန်းကြီးတယ်အမေကကျွန်တော်ကျောင်းအတော့ကျွန်တော်ကစဉ်းစားနေကိုသာချိုဟောတော့တဲ့သူကျောင်းကြီးမောနက် University ဝင်လာသိငယ်သွားတယ်ကျွန်တော်ဘယ်တဲ့သူမှရောက်ဘူးတာမဟုတ်ဘူးတဲ့သူဒီဝင်းလေးကပညာဆိုတဲ့ကိုထင်ပြမှုကျွန်တော်မြင်ရတယ်နော်တောင်းတဲ့သူမရောက်နိုင်ဘူးတော့ပညာကြီးတဲ့လူမှရောက်တဲ့အရက်ကျွန်တော်သိငယ်သွားတာပဲကျွန်တော်တို့တိုင်းပြည်လုံးပညာမတတ်လို့ပညာသိငယ်ခဲ့လို့ကြုံဖြစ်ခဲ့ပြီပဲသုံးခါတောင်ကျွန်တော်မောင်လေးရဲ့ရနာဘုံခေနောက်ဆုံးမင်းဖြစ်တဲ့ဒီဘုံမင်းလက်တဲ့အရှင်နှစ်ပါးပါသွားတဲ့နောက်ကြုံဖြစ်တာပညာကြောင့်ပဲပညာမရှိတော့ကြုံဖြစ်တာပဲယရနာဘုံနောက်ဆုံးပြရသည်၎င်းမုတ်ဆိုးစကိုထီယိုရိုက်ခဲ့ပြီဖယားပါတော်မူသည်ဇာတာညို့လို့အစုမရသည်အလောင်းတော်လေလာခြင်းဤပြီထီကနေစီရှင်တော်မင်းသားခင်မောင်လို့ဆိုခဲ့တဲ့ချင်းတွေတိုင်းပြည်ဇာတာညို့လို့ရှင်မင်းဇာတာမကောင်းလို့ကြုံဖြစ်ရတယ်ပြောတယ်လို့ရှိတာမဟုတ်ဘူးကျွန်တော်ပညာညံ့ခဲ့လို့ဒီကတော့ကျွန်တော်သိငယ်သွားတယ်ဆိုတာအမှန်ပါပဲအမေလည်းတတိရတယ်အမေကပန်းလေးထဲမှာပန်းလေး၃စီပြောင်းတိုင်၃တိုင်ပတ်စံလေး၅မှတ်နဲ့ကြောင်းအပ်တယ်ဒီစီလေးမြင်းတယ်ကိုတတ်ချူပေါ့ကျွန်တော်လည်းနောက်ကကြောင်းမနေကြဘူးပြည်နဲ့အမေကလည်းရှိတာဖဏမပါဘူးနုံနုံပါပါလေးနဲ့အမလေးပန်း၃စီဖျောင်းတိုင်၃တိုင်ပတ်စံလေးငါဓမ္မစီ၅စီနဲ့ကြောင်းအပ်တယ်လို့ဒီဝဲမြင်းလို့အခုမန္တလေးမှာတတ်တရှိကြောင်းလာအကြည့်ပါလားမလွယ်ဘူးအခုတော့တော်သေးတယ်ဆိုးကပိတ်လိုက်ပြီမဲ့ရအောင်လို့ဘယ်လိုလုပ်နေကြတယ်လဲမသိဘူးအဲ့လိုသွားတာနေဝင်းမြကနောက်ကဘာဘောင်းမီပစိုးမှမရှိဘူးဆရာကြီးမလေးစားလို့တော့မဟုတ်ဘူးဒီတိုင်းငေါ့တော့မင်းတော့အဲ့ဒီပါရဲ့အမေနဲ့သားထိုင်ကြတော့ပြင်အကြောင်းအတာပြီးသွားဆရာကြီးကဒီကျောင်းသားကိုနှုတ်ဆုံးသလားနှုတ်ဆက်သလားချောင်းစာကောကြီးတက်တဲ့ဖြစ်ရပညာရှိတယ်စကားပြောခိုင်းကြည့်တယ်ကျောင်းအတက်နေနှုတ်ဆုံးတဲ့ကလေးရှိတယ်နှုတ်အားတဲ့ကလေးရှိတယ်ခက်စတဲ့ဖြစ်တဲ့ကလေးရှိတယ်ဒီကောင်သက်သလားဆုံးသလားဆိုသိကြတော့ဆရာကြီးကမေးတယ်အဲ့ကမင်းနာမပြောရကွာဆရာကြီးကျွန်တော်မွေးတော့ချက်ကလေးဆိုတော့ဆရာကြီးကျွန်တော်ချက်မောင်ချက်စုခေါ်ပါတယ်ဆရာကြီးအမေကြီးကချက်စုမကောင်းပါဘူးအေးပေါထွန်းဆိုတော့ဖေကြီးကဒိုးလုံးခေါ်တယ်ဆရာကြီးအဲ့ဒါအမေကငခွေးဆိုတော့အင်းင်းနာချင်းနဲ့တက်တည်မရှိတာအေးကြောက်ဖဲဆိုရင်ကြားမှာပဲဟဲ့လို့တော့မင်းကြောက်တော့လုံးအောင်
နာမည်တစ်လုံးပြောမင်းနာမည်ပြောစဉ်းသွင်းရမှာဟုတ်ကဲ့ဆရာကျွန်တော်ကကြော်သမ်းမှာဆရာကြီးဒီမဲ့ကြော်စမ်းတာမဟုတ်ဆရာလှဖေးကဲစတဲ့ကောင်းမင်းမွေးစင်းနဲ့နာမည်ပြောတာဟုတ်ဆရာကြီးမွေးစင်းနဲ့နာမည်တော့ပေါက်စီပါဆရာကြီးပြီးတော့ပေါ့ဘာရောက်ပြောလဲပေါက်စီတော့မဟုတ်ဆရာကြီးမွေးစင်းပြောက်တော့လှဖေးပြန်ပြတ်တော့လေတော့တယ်မြတ်ဘယ်လိုလုပ်ကောင်းတာလဲအမေကောင်းတော့တယ်လေးရလည်းဆရာဆိုဒီကောင်ဘယ်သူမှမသိဘူးကျောင်းတော့လည်းသိပ္ပံကြီးကြတယ်အောင်မလေးကျွန်တော်စိုးဝိုင်းကြတဲ့50လောက်ကတည်းကသိပ္ပံကြီးကြဒီဘက်နေရဟောဒီမိမကြောင်အားလည်းတယ်ဘယ်သူမှမလို့ကျွန်တော်ကိုရီးယားကလည်းမင်းနောက်ကကန်ကွာတော့ကောင်းကိုတက်ထိုးနေရပုံမလို့လေအဲ့ဒါနဲ့ဆရာကြီးလည်းမလုံထားဆိုတော့လုံထားပါဆရာကြီးလည်းလည်းကြီးဟာဒီကောင်ရတယ်ကျောင်းဆက်တဲ့မဆက်သိနေတာတော့မမိခဲ့ရဲရဲခေါ်တယ်ပေါ့အမေကတောက်ပညာတက်စစ်ပညာကျွန်တော်ပြောချင်တယ်ကျွန်တော်ငယ်ချင်းတွေစိတ်ကြောင်းရတယ်နွားကြောင်းရတယ်စဘာ3000ရတယ်ဟိုတင်ညာငုံနဲ့သွားတော့အုပ်ကူတွေပေါ်မှာလှဲအိတ်ကြတင်သိထုကြစားတဲ့သူ့စားကြအောင်မလေးပညာတဲ့အရေးကြီးတာကျွန်တော်သွားတွေ့ပြီအဲ့လိုလုပ်ချင်တာအမေစဘာ3000ရမနေဘူးနော်စဘာဆန်ဆိုတာအားကြီးထောင်းပြီးစားကုန်တာပဲပညာဘယ်တော့မှမကုန်ဘူးတဲ့ဆံတတ်တဲ့အမေကကျွန်တော်ပြောနေတာကျွန်တော်လေးအမေဘာမှနောက်တော့ကြောင်းတယ်မယ်အမေပူဇာတော့ကြောင်းပြင်ထနောင်းမေအောက်အမေကဟုတ်တဲ့ကလေးကောင်းဟောလို့လေးတင်ပြီးကျွန်တော်စောင့်နေညနာပြနေရတယ်အမေမမြင်ဘူးလားပဲဘယ်သူချော့ချော့မရဘူးတဲ့အမေပြောတယ်တပည့်ကောင်းတယ်ဆိုလို့ကျွန်တော်တို့လူပြောဟောလို့ရှင်းနေတော့တင်တာအလှသွားတာဟောလို့ကန့်လန့်တင်တာကိုကြော်သူတို့စီသွားတာစနေရှိတယ်တော့ကျွန်တော်တို့ကတပည့်ကောင်းတယ်တော့စနေကြီးတယ်ဟောလို့သွားရင်ကျွန်တော်သိကြပြီးသွားတယ်သမီးအောင်လို့စီသွားတာဒီလိုသွားရင်အလှရှိတယ်အမေဟောလို့တင်ပြီးကျွန်တော်ညနေလေးပြအမေကိုရင်ကျွန်တော်မူတာအားရပါတယ်နောက်တော့ဆရာကြီးကပညာတတ်ကိုကန်သူ့မိဘထက်စားနေဝိမြင့်ပထမရအမေပထမရနေဝိမြင့်ဒုတိယရအမေဒုတိယရကျွန်တော်ယေရှုမိတ်ရှိပါတယ်တကယ်တော့ကျွန်တော်ဒီအမေကိုမေးတယ်အမေကုသိုလ်ကောင်းမှုလုပ်ရင်နောင်ဘဝမှာဘာဖြစ်တယ်လဲကုသိုလ်ကောင်းမှုလုပ်တဲ့လူဟာနောင်ဘဝမှာလူပြန်ဖြစ်တဲ့သားရဲ့သာသနာတော်ကြီးနဲ့ပြန်ကြုံသွားတာနတ်ဖြစ်တဲ့သားရဲ့ကုသိုလ်ကောင်းမှုမလုပ်ဘူးဆုံးမဲ့တီမယ်မိုက်မယ်မရိုင်းမယ်မဘာဖြစ်တော့နောင်ဘဝမရေးကြည့်တာပို့သားရဲ့အမေငရဲမှာကြောင်းရှိလာပြီအမေကတွေ့သွားတယ်ငရဲတော့ကြောင်းရှိတယ်လို့အမေမကြားဘူးကောင်းငရဲရှိခြင်းနဲ့အမေအမေလေးကြားတယ်တော့အလူငါသားဘယ်နဲ့ငရဲကြည့်နေတာတော့အမေကြောင်းမရှိဘူးဆိုပြီးတော့မယ်ကြောင်းမြတ်မလားမို့သူတည်းဖြစ်နေဝင်မြသင်္ချာသိမုန်းတာသင်္ချာဆရာမကြည့်လို့မရအခုတော့လည်းပြန်ပြီးလက်ကိုချီမိုးရှစ်ခိုးကြတော့ပြီယေရှုလေးပြောချင်တာပါလေကျွန်တော်တို့ကဘာအိမ်ဘာအိမ်မှကျမှလည်းမရှိဘူးကြောင်းသွားစီသွားတာဆရာကြီးကမေးတယ်မောင်သားချို့အမေဆရာကြီးကြည့်ရင်မလုပ်လို့အင်ဂျင်နီယာလုပ်မယ်ဆရာကြီးအေးတန်းကြီးမှာအင်ဂျင်နီယာတွေအများကြီးလိုတယ်ကွဆရာကြီးကမောင်ဘေးမင်းကြည့်ရင်မလုပ်ဘူးဆရာကြီးကြည့်ရင်ဆရာအောင်လုပ်မှာဆရာကြီးအေးမင်းမလာမျိုးလည်းဖြစ်တာတော့လေဝင်းနေခင်ဗျာကြည့်ရင်မလုပ်ဘူးလေဟာမလုပ်ချင်တဲ့ခုပါသွားပြီစဉ်းစားတယ်မင်းကြည့်ရင်မလုပ်မလဲငါသားမောင်လေဝင်းမြဲဆရာကြီးကျွန်တော်မြင်းလဲမောင်းနေမိုက်လိုက်တဲ့ကောင်ကျွန်တော်တို့မှာဘာရင်မှန်းကြမှာမရှိဘူးသို့တော့ဒါကောင်းသလားဆိုတော့မကောင်းဘူးကျောင်းနေချင်တာမကောင်းဘူးပညာမတတ်ချင်တာမကောင်းဘူးဘဝမှာရင်မှန်းချက်မရှိတာမကောင်းဘူးပညာကိုတန်ဖိုးမထားခြင်းနဲ့စိတ်ဟာမကောင်းဘူးဆိုတာသိတဲ့အရွယ်ရောက်တော့
ကျွန်တော်တို့မှာနောင်တပဲကြံတော့ပညာကသိအရေးကြီးတယ်ဒါကြောင့်မရှိတဲ့ဈာကပညာသင်ပေးတဲ့အမိကုံကျေးဇူးဖိတ်ကုံကျေးဇူးကျွန်တော်တို့ဒီနေ့ထိမမိတ်နိုင်ပါဘူးဒါပေမဲ့ကျွန်တော်တို့ဖွဲ့စည်းထဲမှာဆင်းရဲတယ်ဆိုပေမဲ့အမိသင်ပေးတာလည်းရှိတယ်ဘေဟိတရောတိကဝတ္တမေကတာတော်တိယောဇနာဒါနသာဒောသကာမဝါစရောဒီကတာတော်ဧကနိထောဘာဝနာတာတော်နေဘူတော်မေတ္တာတာတော်အနန္တောဘုန်းကြီးကျောင်းကြီးမှာချိတ်ထားတဲ့စီကြီးတွေတွေ့လာပါတွေ့တယ်မေအေးဘေဟိလို့ခေါ်တယ်ကွသင်္ကန်းကိုလက်ပြီးတည့်တဲ့အခါဒိုင်းနေနေမြည်တာတိကာဝတော်သုံးကာဝကကြားတယ်မေဃတာတော်မိုးချင်းတာများတိယောဇနာသုံးလူဇနာကကြားဒါနယတာတော်တတ္တအပံနတ်ပြည်ချက်ထက်ကကြားတယ်သီလယတာတော်တတ္တအပံကြတော့ဗြဟ္မဘုံ20ကကြားရတယ်အေးဘာဝနာတာတော်တော့နိဗ္ဗာန်တိုးတယ်ဘာဝနာယတာတော်တတ္တအပံကြနိဗ္ဗာန်ကကြားသူတဲ့တကူကြည့်တော့မေတ္တာပဲတဲ့မေတ္တာတတ္တောအနန္တောတဲ့သားရဲ့မေတ္တာယတတ္တောတတ္တအတ္တံကြအနန္တစัจ java ကကြားကမ္ဘာအပြင်ကကြားတယ်မေတ္တာနဲ့နေနောတာမေတ္တာနဲ့တွေ့မေတ္တာနဲ့ကြီးပြင်းရမယ်ဘဝတွေရှေ့မှာအများကြီးတွေ့လေမေတ္တာဝစီကံကအရေးကြီးတယ်မေတ္တာမနောကံကလည်းအရေးကြီးတယ်မေတ္တာကာယကံကလည်းအရေးကြီးတယ်ကျွန်တော်တို့အဲ့ဒီမေတ္တာစိတ်ကလေးနဲ့နေကြရတဲ့လူဖွဲ့စီအခုတော့မေတ္တာလေးခန်းချောက်သွားလိုက်တာတို့တိုင်းမှာပူဆိုးပါတယ်မေတ္တာမရှိဘူးငါရှင်သန်မှုပဲအရေးကြီးတယ်ဆိုတဲ့စိတ်တော်တစ်ဖပဲတုံရမယ်ဆိုတဲ့စိတ်တော်ကြီးမြင်မဲ့ဝါဒကြီးတဲ့တော်ကငယ်တဲ့တော်ကနှိမ့်ဆက်ခြင်းတိုင်းနှိမ့်ဆက်တဲ့စိတ်မျိုးတွေနဲ့ငါရှင်သန်မှုပဲလိုတယ်ဆိုတဲ့စိတ်တွေကျွန်တော်တို့ကြုံနေရပြီလူမှာ crisis နှစ်ခုရှိတယ်လူဘဝမှာတစ်ခုကတော့ national ဒီ moral crisis ပေါ့ကိုချင်းတီလာအကျက်တဲကြုံလာတဲ့လူဖွဲ့စည်းကိုချင်းတီလာကိုဇောင်းမပြီးတော့ဘူးကိုချင်းတီလာကအရေးမကြီးတော့ဘူးဆိုတဲ့လူဖွဲ့စည်းသရတိလာတုဒ္ဒစာကပညာဟိရိအောတ္တမနောက်ဆုံးနှစ်ပါးဖြစ်တဲ့ဟိရိမကောင်းမှုလောကမှာရှက်တယ်ဆိုတဲ့စိတ်တွေပျောက်သွားတယ်အောက်တာမကောင်းမှုလောကမှာကြောက်တယ်ဆိုတဲ့စိတ်တွေလည်းပျောက်သွားတဲ့လူဖွဲ့စည်းဘောင်းနာလို့လည်းဘာဖြစ်လဲကိုစားရပြီးရောဆိုတာမျိုးတွေနဲ့ကျွန်တော်တို့လောကကိုဖြတ်သန်းနေတဲ့လူဖွဲ့စည်းဟာမကြခင်ပြတ်တော့မယ်နောက်တစ်ခုကတော့ identity crisis ဘုက္ကိုဒီနိုင်ငံသားလို့ပြောဖို့တောင်မှခက်တယ်ငါရနေတဲ့နေရာကငါနေရာဟုတ်ရဲ့လားငါသားသမီးတွေရဲ့ပညာရေးကဘယ်မှာလဲငါဘဝနေဝင်ချင်းဘယ်နာမှာလဲဟောနာနေတော့ဒါကဘသူမြေလဲဒီသားစုတွေထမင်းနေစားနေအင်္ဂလိပ်ကတဲကုတ်ကလေး plus ရဲ့အမိုးကလေးနဲ့လာပြီးဖြစ်တဲ့ရေသားက200လောက်ရှိတယ်ကျူးကျော်ဘုရားဇာကအစီး20လောက်ရှိတယ်ဘုရားဇာတောင်အားလည်းပေါင်းဒီကနေဟိုရွှေ့သွားတော့မျက်ရည်တွေနဲ့ထမင်းတွေပြန့်ကျဲခဲ့တဲ့အဲ့အင်္ဂလိပ်ပိုးခဝေးရောက်သွားတော့တကြောကပိုင်တယ်ကျွန်တော်စီမှာအဲ့ဒီကျူးပြတ်တာလို့ဆရာမသမီးအောင်လို့ရှင်းနေရပြီကြံရခဲ့တဲ့အမွေစိုးရှင်းနေရပြီသူတို့သို့တော့သိက္ခာရှိတဲ့လူမျိုးသိက္ခာရှိတဲ့တိုင်းပြည်ကသိက္ခာရှိတဲ့နိုင်ငံသားဖြစ်ဖို့ identity crisis ငါဟာဒီနိုင်ငံသားမှဟုတ်ရလားလို့ကိုမယုံမကြည်ရှိနေပြီဆိုရင်အဲ့လူဖွဲ့စည်းလည်းပြတ်တော့တယ်ဒါကြောင့်ဒီ crisis နှစ်ပါးကလွတ်အောင်ပညာကလည်းအရေးကြီးတယ်မေတ္တာကလည်းအရေးကြီးပါတယ်ဒါတော့အခုတော့ဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ငယ်ဘဝတွေနဲ့အခုဘဝတွေနဲ့အကွာခြားကြီးကွာခြားတော့ပါပြီကျွန်တော်သမီးလေးကွန်ပျူတာ ICE ပေါ့ internet သူကျွမ်းကျင်တယ်ကျွန်တော်တို့သိတယ် C ကွန်ပျူတာကျွန်တော်တို့ဘာမှမသိဘူးEnglish ကလည်းကျွန်တော်တို့တော့ English မဟုတ်တော့ဘူးသူတို့တန်တဲ့တင်တဲ့သူတို့ခက်နေဒီ ICE ပညာရေးနဲ့သူစတွေ့တယ်ကျွန်တော်တို့ကနောက်ကျကြိုင်ခဲ့တယ်အဲ့ gap ကသိကျနေပြီ The older you are the less you know မင်းကြီးလာပြီလားကြီးလိုက်မင်းသိတာနည်းပါပဲ
ကျွန်တော်တို့ကြီးလာတယ်လဲတော့ကျွန်တော်တို့ပြန်ပြီးထူထောင်အောင်မဲ့ပညာဆိုတာလည်းသိနေပြီကျွန်တော်ပြောခဲ့ပြီနေမမြင့်တော့ငယ်ငယ်ပစိုးမရှိဘူးအင်ဂျီဟာပြဲပဲကြောင်းတက်ရတာကျဲဒီနှလုံးပါတယ်ကတတိသားပဲရွာမှာဒီတိုင်းသွားရတာပဲတရားလုံးယူနီဖောင်းတစ်မျိုးလေးပဲကျွန်တော်တို့သားစစ်တယ်ဆိုတာအဲ့ငေါတော့ယူနီဖောင်းမရှိဘူးရှက်ရင်အဖေပစိုးယူဝဲဘုလို့မရအဖေရတဲ့တည်းရှိကျွန်တော်နေရတယ်ပုံမှန်အမေကချီမန်းခွင်းနဲ့ခရုပြာယူတန်းနဲ့ဖောက်ကျိုးနဲ့ဆွဲပြီးအမေဘာကောင်းတာလဲမပြောရဘူးရွာတဲ့ကလေးတွေဆွဲလို့မင်းဆွဲပြီးဘာမှမသိဘူးကျမ်းမာရင်ပြီးရောဒီလိုကျွန်တော်နေခဲ့ရတယ်ဘဝကြီးအိမ်ဘဝမဲ့ဆုံးထိုးသွားတယ်ညဘက်ဂီးဆိုမဲ့ဆုံးထိုးသွားရင်အမေသားလေးနှစ်ယောက်ဖက်ထားပြီးတုံးငှက်တောင်ကြောက်ရတယ်အမေသားလေးနှစ်ယောက်အိမ်ဘဝမဲ့ဆုံးထိုးရင်လူသေးတတ်တယ်ယုံကြည်အမေတုံနေတာဦးလေးနေဝမြဟောရင်တည်းရတယ်ခွာဟဲ့နင့်တာနင်ခံခွာဟဲ့နင့်တာနင်ခံနဲ့ငှက်ကိုပြောနေအဲ့ဒါမရှိဘူးပြောတယ်တော့ရောက်ငှက်ကနင့်တာနင်ခံလားမခံလားမသိဘူးနေဝမြတို့လည်းအဲ့စေးရင်ဆိုတဲ့တန်ခံခဲ့ရတယ်မပေါများစွာကောင်းကောင်းမစားရဘူးကောင်းကောင်းမနေရဘူးတွေးခေါ်ကညံ့နေပညာညံ့တော့အတွေးခေါ်ညံ့နေတပိတ်တစ်ဖက်ရိုးရိုးတောက်လို့မရဘူးတပိတ်တောက်ချင်တမတ်ထဲမတောက်အောင်တရားလုံးကလည်းပေါ်စည်းပုံခြေခံဥပဒေလိုပဲတပိတ်ဆိုဒီမှာပြင်းထန်စွာဖျားနာတော့လူမမာများအတွက်သာဖြစ်ပြီအချမ်းမြည်သူနဲ့မှမပတ်ပေါ်စည်းပုံမှာရေးထားတဲ့အတိုင်းပဲကျွန်တော်ကဘာလို့လဲတပိတ်တော့ကျွန်တော်ဘုရားရှင်နေတိုင်းဆူတောင်းတယ်ဒီလိုများတပိတ်တော့ပြင်းထန်စွာဖျားကြတော့နားနေတယ်ပူလေးနဲ့ပူလာတော့ဝန်တာပူလာဝန်တာလားနော်အမေတားဖျားပြီအမေလည်းခုစကြည့်တယ်အဲ့လောက်နဲ့တော့လက်ဖိတ်နဲ့အဝေးပါလူကြီးဖြစ်လာပြီချမ်းနေပြီချမ်းရင်ဆောင်းဆုံးပါရဲ့ဘယ်အောင်ကန်းပြောပြီအမေအဲ့ဒီမှာတက်ကြည့်တယ်ဘယ်အောင်ကန်းဆိုလက်ဖိတ်ဝေးရတော့ကျွန်တော်တို့ကသိပြီနောက်ဆိုနည်းနည်းဖျားတာလည်းဘယ်အောင်ကန်းပြောအမေကပြီးဝေးပြီးတော့အမေရလည်းမတော့တော့3နှစ်ရှိပြီလေသူကလည်းကြည့်တော့လည်းအမေလိုင်စင်နဲ့ငါလည်းဆိုင်မုံရဘာလဲတော့ပြန်လာပြီမဆန်ချုပ်အမေတော့ပုံနေတော့ကျွန်တော်ငယ်အဲ့အမေမှန်ဆန်ကိုတက်ကြောက်တယ်ဘယ်ကတော့ခက်တယ်နော်စင်းထိုးတယ်တော့ဘာနန်လိုလီပညာမှမရှိဘူး responsible syringe တော့မရှိဘူးတချောင်းမဲ့ကြည့်အဲ့ဒါအကဟောလို့ကြည့်တရားလုံးမြင်ရဆရာမမတို့ဆရာမတဲ့အစင်းလာပြလာနေတာဘယ်သူမှမသိဘူးပြင်စင်သွားတဲ့အထိအဲ့ထမင်းတဲ့နဲ့တော့လည်းငိုင်းနေတာအဲ့ဒီလိုဦးရဲ့ကိုပြုတ်တဲ့ထဲအဲ့အကြီးထဲပြုတ်ဘုံလို့ငိုင်းနေစီကနေလူဝင်လာရင်တော့ပျော်သွားတဲ့ကလေးပေါ့ဘာလို့ဆရာမကျွန်တော်တဲမင်းငါကြည့်ပါလေဘုရားဆရာမကျွန်တော်မနေ့ဒီစမ်းပါရကြီးတော့အောင်နဲ့ကလေးနဲ့တက်တော့လူမမာယောဂ40သာအကြီးကြောက်ပြီးထွေးထွက်လာပြီးမှဘယ်လိုဆိုမနေနဲ့ပြနဲ့ဒီဘက်လည်းယောဂအဝတ္တတော်ကောင်းမှတစ်ချက်သေးဝင်တယ်ဟောက်ကိုဝင်သွားပြီးအောင်မှလေအဲ့ဒါစနေကြက်လေကျန်တော့ကောင်းလေးခင်ဗျာပစိုးလေးမှလည်းကန်သွားမွေးသွားနဲ့ဟုတ်ကဲ့အင်းကြမင်းမေပြောရင်နဲ့ကြက်ထုတ်ထိုးအိမ်ပြန်သွားအမေကလှမ်းကြည့်ဘာလဲလဲကျမရင်နဲ့ကြက်ထုတ်ထိုးအောင်လေအမေကျမလှမ်းကြည့်အကကျမမှာပါတယ်အမေကဒီတန်းလူမှာဘယ်ရင်နဲ့ကြက်ထုတ်တော့မှတော့ပြုတ်ပြီးကြည့်ပြရတာအမေတို့မရနောက်လူကဒီအားဆိုင်ဆရာနော်အောင်းမလေးတို့မနေရရတယ်ဘာလဲဒါမှတော့ပြောရင်တော့အများကြီးပါပဲဆရာမဘာလို့တော့
အဲ့ဒီစေးအညိုရီလို့ခေါ်တယ်အညိုရီဆိုတာချောင်းစိုးပြောက်စေးပေါ့အဲ့ဒါဖြော်ထားတာပဲဆမခေါင်းကိုက်လို့ပြောတစ်ဖက်တော့ဆမမွေကိုက်လို့ပြောတစ်ဖက်ဆမဒဇင်ရှာလို့ပြောတာချောင်းစိုးပြောက်စေးအဲ့ဒီအညိုရီနဲ့ယောဂတွေဘယ်လို reaction တက်လဲမသိဘူးပုံပြောက်သိကောင်းတာနောက်ကျွန်တော်နည်းနည်းကြည့်တော့ဆရာဝန်ရောက်လာဆရာဝန်ရောက်လာတော့ဆရာမတစ်ထက်ကရွာမှာလူသိမရှိဘူးဆရာဝန်ကြီးရောက်လာမှသေတော့တာသေတော့ရွာစာတင်နေယူနေရောဒီဆရာဝန်ကြီးရွှေ့ပေးပါခင်ဗျာသူမရွှေ့နိုင်ဘူးတင်ချိုင်းချက်ပါရတယ်ပေါ်ပါနော်ဟောမဟုတ်ဘူးနည်း50ရှိတယ်ညနေဟောရမှာထားပါတော့ကျွန်တော်တို့အားလုံးအခုတော့ fashionista ကချစ်စပ်လိုက်ဘဝရဲ့အရာသာလို့ပြောရင် fashionista ဖြစ်သွားတယ်လူတွေက shopping ကိုဘဝရဲ့အရာသာလို့ထင်လာပြီ shopping is the taste of life ဘဝရဲ့အရာသာလို့ထင်လာပြီ global commodities ကျွန်တော်သုံးနိုင်ပြီ right to choose ဘာယူရချင်မလဲ Colgate တမျိုးလေးကိုပဲအများကြီးလက်စိတ်တွေကြိုက်ကြရွေးပြီးသွားတက်လို့ရတယ်ကျွန်တော်ရောမဟုတ်ဘူးဒီလိုပုံနဲ့စားနေလဲထားတာတက်ရတာဓမ္မယုနဲ့တက်ရတာပဲရှမ်ပူးဆိုလဲခေါင်းအမေကတယောက်ကမုန်းပြုတ်ပြီးတော့ခေါင်းနေပုတ်ပြီးမေးကြီးကြမျိုးလုံးနဲ့ဆက်ရေရင်းနဲ့ရေအတောင်40လောက်နဲ့တည်းအမင်းနင်းနေတော့ဒီမှာထွန်းတယ်အပေါ်ရောက်တော့ခေါင်းလောင်းချပို့ဆိုးပြီးနောက်တစ်ဘုံကမတက်လာဘူးရတယ်အခု let's choose ပြောင်းသွားပြီသူတို့ပြောကြပါစို့တခြား democracy မရသေးပေမဲ့ clothing democracy စက်ကြဝတ်လို့ရတယ်အဝတ်စား democracy ရပြီကျွန်တော်ငယ်တော့ဒီလို ready made မရှိဘူးစတိုးဆိုင်နဲ့သွားပြီးတော့ tailor made ပဲဒီလိုလုံးမှာဆက်ဆရာတယောက်ရှိတယ်ဦးလေးတန်းအဲ့ဒီဆက်မှာကျွန်တော်အားလာကြီးလေးအဲ့မှာလေကျောင်းကြီးလေးအဲ့မှာရဲစကားရဲမှုလေးအဲ့မှာအားတယ်အဲ့ဒီချုပ်ကြောင်မြောင်ကျဟောလို့လုပ်ပေးတာသူကလည်းသူဒီဇိုင်းရှိတော့နည်းနည်းသူကလည်းဝင်မြင့်နေအခါအထိုင်စက်ကတော်တော်နဲ့မရဘူးယောဟန်နာမည်ပေးထားတဲ့စက်ကြတန်းစက်ကကြာအဲ့ဒါမှဒလာယူတဲ့ဇရီလေးစက်ကနဲ့ခဲရံလေးနဲ့မှတ်တာနှစ်တန်းတဲ့အမေကြီးလိုက်ရွှေရတကြီးရတယ်အဲ့လိုကြီးလုပ်ပေးထားမလာရွှေတော့ရေးတကြီးလက်အရှိ26လက်မှဆိုင်ပြောဒလာရွှေရေးတဲ့တကြီးတဲ့လက်ရှိ260အဲ့ဒါလည်းတကြီးခါလက်မှ40တကြီးခါ4000နဲ့ဒါကသူများသူတက်ချင်တော့တယ်အဲ့ဒီဒရမရှင်ကဦးလေးတန်းနဲ့ပေါင်းအင်းကြီးဖြစ်အင်းကြီးက2မျိုးလေးက1မျိုးယူရတယ်သူလည်းကတော့မဲ့ချုပ်တယ်အဲ့ဒီထိတ်ဆုံးကကျေလေးနဲ့ဒီပေါင်းနဲ့တဲ့ကျင်လားအောင်မလုံးမတဲ့အောင်မလုံးတဲ့တဲ့တဲ့လူဒီမှာလည်းခင်ဗျာဆိုအပေါ်ဆုံးတက်တယ်ကောင်းတဲ့လူတွေရပြီမသိနေပါလိမ့်ခေါ်ခဲ့ဟုတ်ကဲ့အိန္ဒိယပဲဆိုတော့အမလီအိုင်ယာလန်စီပေါက်တယ်ဝိဇ္ဇံကောင်းလေးအမေကပြအေးမောင်နိုင်ကြီးကျေးဇူးတင်တဲ့ဆိုတဲ့အချိန်မှာတစ်နှစ်ကျော်ပြီအဲ့ဒီကထုံးမရဘူးထုံးမရတော့ကျွန်တော်တို့အရေးကြီးရှိပြီအင်းကြီးတွေတည်တည်ဦးလေးတန်းဖြည့်ရှင်းပြီးသိကောင်းပါလေကောင်းလေးခင်ဗျာမေးညီလေးရှိတယ်ပြလိုက်အပူစရညာတယ်အဲ့ဒီလေးနဲ့စင်မီနေတာပါဟုတ်ပါတော့ဒီဘက်ညက်တယ်အခုမြောက်ကိုရီးယားကဘယ်လိုလဲကင်ဂျုံအန်းလားကင်ဂျုံအွန်လားအခုဒီအောက်ကပြောင်းထိတ်ကလေးကပုံစုနေဝင်းတို့ရွာက50ကလေးကကင်ဂျုံဘူးလေးတိုင်းနဲ့ဟောက်လို့ဆိုပြန်အပေါ်အုပ်ပြီးပိုရာညက်ချတယ်။ကျောင်းကြီးလည်းဒီတိုင်းပဲဘုံလုံးဒီတိုင်းပဲ။ဟာဒီလိုဆုံးလည်းထိုင်နေဝင်လို့ပဲရှိမလို့အဲ့သူဆိုင်ကြီးကတင်းလို့တော့ပေါ်ထိုင်ရတယ်။လူကနဲ့ပြီးတာ။လူလေးကလည်းထိုင်ပေါ်တယ်။အဲ့တော့အပေါ်ညက်ချမနေ့9 နာရီကဆိုရင်သွားညက်တယ်2 နာရီမှ
အိမ်ပြန်ရောက်တယ်ဘာလို့သူနတ်တဲ့တချမ်းထိုးပြီးထိုင်ခိုင်းတာလေးစရာတော့နတ်တဲ့တချမ်းပြောင်းနေဆိုပြန်လို့အမေတို့ရန်လာပြီးတော့မှကောက်တဲ့ထိုးတယ်ဘုရားကဒီပုံပဲပြောမှနတ်တဲ့ကိုချစ်တဲ့နုံနာနဲ့ချစ်ချဘယ်ကြောင့်မဆိုတင်လုံးကစိုက်ဝင်သွားပြီးသူတွေဖြာကြအဲ့ဒါပေါ့ကောင်းနာမှုနဲ့ဟောက်လို့ကန်ပြီးဟောက်လို့ပြန်တယ်ရွာတော့လို့ပြန်တယ်ဘုရားကဟန်နမအရေးကလေးနဲ့ကြောက်ဘုရားကပုံညနေဘောလုံးကမီဆိုတာရံဖြစ်ပြီးဘောလုံးကန်နိုင်ရံဖြစ်တယ်ဖြစ်ရင်ဘုရားပုံညသားတွေကပြောတယ်ကုန်းဆောင်သားရွေးရိုက်သွားဟာဘယ်လိုပြောလို့နတဲ့ကြီးအရာလေးပါရိုက်ဟာတော့မင်းတို့လည်းတစ်ချက်မှမကောင်းပါလားမအောင်ပြီပါနဲ့ဒါပါတော့ကျွန်တော်တို့အကြောက်တရားနဲ့နေရတယ်စီရင်ခြင်းများစွာနဲ့ကျွန်တော်နေခဲ့ရတဲ့လေးကိုကျွန်တော်ပြောချင်တာပါအခုတော့မဟုတ်တော့ပါဘူးကျွန်တော်တို့အားလုံးပြောင်းလဲသွားပါပြီပြောင်းလာအရွေးကောင်းမှုကျွန်တော်တို့တဖြည်းဖြည်းသွားနေပါတယ်အဲ့တော့ကျွန်တော်တို့ဟိုတုန်းကနေခဲ့ရတယ်လို့မဟုတ်တော့ဘူးတိတ်ရွေးပါများတော့လေနေ့လူဖွဲ့စီ very slow moving society ကျွန်တော်တို့ကနေ့ပဲဘုရုံးကရုပ်ရှင်ကြည့်တယ်ကျွန်တော်တို့ရောက်လာတယ်ရုပ်ရှင်စပလင်7ပိုင်း3ပိုင်းကျန်လာပြပြီဆိုရင်ဘာဇကနားမလဲဘူးတုံကလည်းတုံမှုံကလည်းမှုံမင်းသမီးကလည်း black and white ဆိုတော့မျက်နှာရအရှိပိတ်ကရလည်းလုံးနဲ့နေတယ်နော်ကိုချေမလာတာအတော်ကြာနမလေးလုံးလိုက်တာကိုရဲ့အဲ့ဒီမင်းသမီးသုံးလာစကားပြောစကားတော့ဘယ်လိုလဲတော့ဘယ်လိုမှမသိဘူးချင်းနေရောနိုင်အကျဲကြီးသဘူကျုံလုံးသိကျုံပေါင်းပြုဝါသဘူကျုံလုံးသိကျုံပေါင်းပြုဝါဘူမီမကောဝါအမလေးပြည့်တယ်ပေါ့အခုတော့ဘယ်စပီဒီမြန်မီမြန်နိုင်မှရှင်သန်မယ်ဆိုတဲ့ခေတ်ကိုကျွန်တော်တို့ရောက်လာခဲ့ပြီ။ယဉ်ကျေးမှုတွေပြောင်းသွားပြီ။ပြည်ချင်းမှားရင်းနဲ့ကျွန်တော်တို့ယဉ်ကျေးမှုတွေကြာကြရင်ခက်တာကျွန်တော်တို့ကိုယ်တိုင်ပြန်မကောက်နိုင်တော့ဘူး။မြန်လုံးအားကြီးတော့လေပဲ့ကြာကြရင်ခက်တာကိုကြာမှန်းသိပြီမဲ့မကောက်နိုင်တဲ့ society ဖြစ်လာပြီ။မကောက်နိုင်တော့မန္တလေးမှာကကြီးအကုန်လုံးကလေးတွေပြောင်းသွားပြီ။သမီးကဒီကအနိချာဝါချန်တော့ကအစိဒီကအချွန်နေနဲ့ဂျာနဲ့ဟာမင်းတို့ဘာပြေလဲအဲ့ဒွင်းသိကေတယ်ဒွင်းသိတော့မစားရင်နန်းလေးနဲ့အမေအဲ့နေတယ်အမေတော့တစ်ဖက်အသာဖြုတ်မသိဘူးတော့ရထိုးနဲ့ပေါက်တော့ပေါက်အဲ့ဒီတတိနိုင်ငံတော်တော့သုံးဒီရဲတန်ရဲနဲ့အမေတော့တစ်ဖက်မှာအမေကလည်းတစ်နှစ်လောက်ရှိတယ်ဒမ်းတစ်ဖက်မှာပါတာတော့အားလည်းရပြူနေဒီမှာဆွဲထားတယ်ကောက်ကလေးမိကြည့်တယ်အမေကကွာတာလီမေးရတာဘာလို့ကွာခွေးဆွဲတယ်ဟာဘာလို့ခွေးဆွဲဟာဦးလေးစားရောဒီတော့ဒီသားရတယ်ခွေးဆိုပေါ်မှာကောင်လေးကြည်ရတယ်ဟာမင်းကြိုက်တာလားခွေးဆွဲကြိုက်ဟာဦးလေးတော့အောင့်နေရောတဲ့နေထုတ်လာတော့မှာပဲအောင့်နေလို့ကျွန်တော်လေးထုတ်ဘာလဲနေမနေဘူးတော့လေအဲ့ကောင်လေးအဲ့ဒါစိုးစိုးစစ်စစ်ငငယ်ရွယ်ခုပြတော့ချပါတာခေါ်တယ်အော်ဆောရောမလွယ်ဘူးအဲ့ဒီပြောထားတာအားကိုးတော့တဲ့တိုင်းပြည်ဆိုနမောင်းလေးတော့ရှိရတရုံငကားနဲ့ဗမာငကားနဲ့ဒီမှာတက်တူးထိုးလာတာချက်ခါလို့နိုင်မောင်းတယ်ရမမစာကြီးအောင်ကုကုခံခံခုံခံကွာဟာဘာအင်းလဲဟာရင်ဟောဗျာတက်တူးဆရာထိုးပေး
လိုကောင်းတယ်ဒီကောင်းလို့ကြီးချအမဲမှာရုပ်ကောင်းမှာစက်ပြေလို့ရုပ်ကောင်းကြီးမင်္ဂလာမရှိဝေးအောင်မှာအော်အယုံကဝစပြမကောင်းနေကြိုက်လားဘောင်းမီကျွန်တော်ရေးရတယ်ချောင်းချောင်းပွားပွားမဟုတ်ဘူးဂျင်းပေါင်းကြက်ပြီဆိုတင်းနေတာအမလီမှာထစ်နေတယ်ဟဲ့ကောင်ဘယ်ဖြစ်နေလဲဟောဗျာအတာကိလမထလူယောဂပါဠိမှာခေါ်တယ်မိမိကိုမိမိညှင်းစေးတာဒီမှာဘာမှတင်ရရဦးနေရောခင်ဗျတရားတော်ပြောင်းနေတာဒီသမောင်နောက်ကတင်မေးသမောင်ရမှာချမ်းနောက်ကပါဘယ်လိုလဲချက်တာလဲဒီကောင်ဒီကတန်ကျေကြီးရှိတယ်တန်ကျေကြီးမနေတဲ့ဒီစကားဒီမှာအောက်ကစိတ်ကိုဆွဲကြအောင်မလီးပြပါဘာလဲလားဟာရစတာဒီကောင်တန်ကျေကြီးဒီစက်ဆွဲတင်လို့ညက်တာတဲ့စက်တိုင်းဒီမှာမောင်မပြန်ချုပ်这这么无聊的，你呀，好多人来不查了，哦，不是，我那叫猪妈他妈的，好多悲伤没有，为了这人家猪有个那种，他妈的人保证不住，好多人猪光跑呢，猪光跑嘛买家，我家刚一回没有猪光跑，他那个不老在说，他那个离上呢。他没长离到没长没呢。我别的有养马啦，走路过来就老行。别是五十匹的赛车，只有赛车没有奥迪的。别五，这有人啊，啊的，别么子，赛车嘞还有赛着马场面的。哎，我们生意他们没有，这个是我们这个，这种嘛，第三个个都是他们。我们一起嘛都要，哎，我姑姑看看都嘛，为什么呢？别，忙着就是搞呗，别就完了搞呗。俺还没有来收这样的。ဒါပေမဲ့ချိန်မရောက်ပြလက်နဲ့ပိတ်ပြီးဖြတ်တယ်။လေဝင်းမြင့်တော့ကလည်း40ခင်တူးသွားဖို့ရွာမှာဘယ်ဒီလိုမလို့လေကလေးတိုက်ပုံအစုပ်ကလေးပေါ့တော့သူတောင်းသားမဲလင်းလေးကင်ထားရှင်းတော့ခင်တူးရဲ့ရှိရမကြီးမရိတ်မှောင်ကြီးကိုလည်းည7နှစ်ဘာလို့7နှစ်လဲကောင်လေးကအိပ်ပြီးငါဒီလိုမဲလင်းနာလေးနဲ့လာပိုးတာအဖေအမေကများဘယ်လိုထင်မလဲမသိဘူးမိဘမောင်ဘွားတွေကဘယ်လိုထင်မလဲမသိဘူးလို့နေဝင်းတို့နှစ်40ကကြောက်ရတာနော်ကောင်မလေးရှိသွားပြင်းလုပ်တဲ့ခေတ်ဘယ်လိုမှမလဲတချင်းလေးနဲ့တကယ်လို့ရမိမောင်ချပြီဆိုတော့မှချက်ပြန်တံပေးချီရုံးဝမ်းရမောင်ဘော်ဝဲဂုံရင်မတူလို့လားရွှေသွဲပြူပန်းရင်သူကများမတရားပဲရဲ့စတဲ့ပြောင်းလို့လို့ဒီနေ့အိမ်အောင်ကြတော့မှမေးကြည့်မင်းကဘာလို့ယူတာလို့ငါကောင်းလို့လည်းယူချောလို့လည်းမဟုတ်တော့အာနာလို့အာနာလို့ယူရတယ်တော့ကြာရင်မွန်ကြိုက်တော့မှာအခုကလေးလေးအားလေးမှာမောင်ဘော်ဝဲဂုံရင်မတူဘူးလားကမလေးတွေရှိသွားလို့ဒီမှာလားကမလေးကတကားဖွင့်ကြည့်အမေဒီသမီးဒီရှိမှာဥရှိရင်တင်နေလူရတော့ဘူးဒါပေမဲ့ကျွန်တော်တို့ကလေးတွေတော့အဲ့ဒီ national identity မပြောင်းသေးပါဘူးတဲ့30လောက်ရောက်ပြီစာတော်တက်ပြီပညာလည်းတက်ပြီဟုတ်တယ်နိုင်ငံရဲ့ကကျောင်းတော်ကြီးဘာကျင်လားပြည်ရင်းကတက်ကူကြီးမှာသင်ရင်30ကျော်ရင်ပရဟိတစိတ်ဝင်လာပြီလို့ရပ်ကွက်ဓမ္မယုံဝတ်သိမှာသူတို့ပဲဥဆောင်နေရက်ရွာလေးလေသူတို့ပဲဥဆောင်နေလူမျိုးဒီမှာလူမျိုးဒီစပယ်မဲပြန်ဖြစ်သွားတယ်အဲ့ဒါလူလာအဲ့ဒါလူပြန်သွားတယ်ဆိုတော့သူသဘောပေါက်တယ်ကျွန်တော်တို့အိမ်ဦးကမ်းမှာမြန်မာစိတ်မဟုတ်ဘဲနဲ့ဘယ်သူကမှအကြာကြီးလာထိုင်လို့မရပါဘူး
နာကေမုန်နိုင်တိုက်တဲ့ဒီခလေးတွေပဲဒီအုံခုခုခံခံတွေပဲဒီစန်ဒီမဲတော်တွေပဲအလောင်းသွားကောက်တာတိုင်းပြည်မှာအရေးကြုံရင်ပထမဆုံးသူတို့ထွက်တာပဲတိတ်ချစ်စရာကောင်းတဲ့လူမျိုးတွေအဲ့ဒီဗရာဟိတစိတ်ဓာတ်မြန်မာစိတ်ဓာတ်သူတို့ဖွံ့ဖြိုးအောင်ကျွန်တော်ပြန်လုပ်ကြရမယ်သူတို့တကယ်ကိုပညာကောင်းတတ်အောင်ကျွန်တော်ပြန်လုပ်ရလိမ့်မယ်ကျွန်တော်တိုင်းပြည်ကိုကာကွယ်ခဲ့ကြတယ်ဘိုးဘွားတွေဒီနိုင်ငံသားတန်မှုံစားမှဒုဒ္ဓတုံးမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ကျွန်တော်ဘိုးဘွားတွေဆင်းရဲတဲ့တော့လက်ဖက်တရုပ်ကွန်တရုပ်မခိုးဝယ်ဘူးဟုတ်တယ်ဒါပေမဲ့နိုင်ငံတော်ကိုဒီစိတ်နဲ့ကာကွယ်ခဲ့စာမဏေများဟာအတောင်တောင်အကျွတ်မခံဘူးသေသွားတယ်ဒီခွတ်တယ်အဲ့ဒီစိတ်နဲ့နိုင်ငံတော်ကိုကာကွယ်ခဲ့တယ်သာသနာတော်ကိုကာကွယ်ခဲ့တယ်ကျန်ဆိုတဲ့ဘဝကတချောင်းနဲ့ပါတယ်ဥကြိုလေးဘယ်ကျန်သေးမဆိုသွားကြည့်အဲ့ဒီအချိုမချိုသူကသေသွားတယ်တိုင်းပြည်ကိုအဲ့လိုကာကွယ်ခဲ့တယ်ကျွန်တော်တို့ရဲ့ဘိုးဘွားတွေရဲ့စိတ်ဓာတ်ကျွန်တော်တို့အလေးအမြတ်ပြုရလိမ့်မယ်ဒီစိတ်ဓာတ်တွေနဲ့ဆက်သွားရလိမ့်မယ်အခုတော့မဟုတ်တော့ဘူးဘိုးဘွားတွေရဲ့အုတ်ဂူကိုဘိုးဘွားတွေရဲ့မြေပုံကိုကျွန်တော်တို့ဇရွေးနဲ့ထွေးနေကြတယ်လို့ပဲသူတို့ကာကွယ်ခဲ့တဲ့နိုင်ငံတော်ကိုတူးရင်တူးခုတ်ချင်ဖို့ဝိညာဉ်တော်ပဲလှုပ်ချင်တယ်လို့လှုပ်တာကျွန်တော်တို့ကဒီတိုင်းကြည့်နေရတဲ့အခြေအနေဇိုးကြီးကကျွန်တော်တို့ပြန်ကယ်တင်ရလိမ့်မယ်ဒီကုန်းကျော်အဖြစ်တနိုင်ပြပါပြီဒီကုန်းကျော်အဖြစ်ပြောရရင်တော့ကျွန်တော်တို့ကိုယ်တိုင်ကရှိကမြန်မာကြီးတွေဟာကြွတ်ထိုးရတယ်တစ်ပင်ထိုးရတယ်စင်စာရေးရတယ်မြင်းစာရေးရတယ်လေတိုးလေလိုက်ရတယ်လက်ကရတယ်စိုင်းတီးရတယ်လက်သမားလုပ်ရတယ်ပယံလုပ်ရတယ်တက်ကယ်ပြရတယ်ကူလီလုပ်ရတယ်မိုးရလာမယ်ပြရတယ်မြေချင်းတူရတယ်စန္ဒာလ9စုမြေချင်းသင်္ချိုင်းမှာတူတယ်ဘဝတွေနဲ့ကျွန်တော်တို့နေခဲ့ကြရတယ်မြန်မာမင်းများလည်းကလည်းကြုံနဲ့ကျုံကမွေးတော့သဘောက်ကမွေးတော့တတိကမွေးတော့တတက်ကမွေးတော့တစ်ခါကြုံဖြစ်ပြီးရင်မဆုံးတော့ဘူးသို့သောအဲ့ဒါလေးထားလိုက်တော့တိုင်းတစ်ပါးလက်အောက်မှာကျွန်တော်တို့ပညာအားဖြင့်လာပြီးသိမ့်ပိုက်တဲ့အခါကျွန်တော်တို့အားလုံးဟာဘုံကြုံဖြစ်သွားတယ်။ဘာကြုံလဲတိုင်းတစ်ပါးကြုံဖြစ်သွားတယ်။ကျွန်တော်တို့ဒီကနေ့နောက်ထပ်ကြုံဖြစ်လို့မရတော့ဘူးကျွန်တော်တို့ကိုယ်တိုင်ကပညာကိုစီမံခန့်ခွဲနိုင်မှပညာကောင်းကိုကျွန်တော်တို့ကြုံနိုင်မှကျွန်တော်တို့ကမ္ဘာ့လည်းမှာတင့်တယ်တဲ့လူမျိုးကမ္ဘာ့လည်းမှာကြက်တည်ရှိတဲ့လူမျိုးပြန်ဖြစ်မှာပါဒါကြောင့်လည်းနိုင်ငံတော်မှာရှိတဲ့အကြီးကျယ်တဲ့ဒီကိစ္စကိုစောင့်ချဆောင်ရွက်နေပြီဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ပညာအားဖြင့်ကြီးစလို့မေတ္တာအားဖြင့်ကြီးတဲ့လူမျိုးဖြစ်ဖို့အတွက်ကျွန်တော်တို့အားလုံးဟာပြန်ပြီးစောင့်ရပါလိမ့်မယ်ဒီမှာလည်းပဲအချင်းချင်းစောင့်ရှောက်ကြတယ်ချစ်ခင်ကြတယ်ဆိုရကြလို့နေဝင်းမြတ်တို့မောင်သားချိုးတို့ဘေးလူဝါတို့ဆမတာအောင်တို့အားလုံးဝန်တာကြတယ်ဒီစင်လာကောင်းကိုဆက်ထိအချင်းချင်းမြန်မာစစ်နဲ့နေကြပါဆိုလည်းပြောချင်ပါတယ်ကျွန်တော်တို့ကစာရေးဆရာတွေဆိုတော့ပလင်လို့မရှိပါဘူးယာရုပ်ပြည်လည်းကျွန်တော်တို့ယူကြမှာမဟုတ်ပါဘူးမတမ်းမရအောင်သူလိုချင်တဲ့ယာရုပ်မဟုတ်ပါဘူးသူ့ကိုခေါ်ပေးတဲ့ယာရုပ်ပါသူငင်းလို့မရဘူးတိုင်းပြည်ပြန်တိဆက်တဲ့အခါသူငင်းလို့မရဘူးကျွန်တော်အသိဆုံးပဲသူလုပ်ရစီပြောတာမဟုတ်ဘူးသူ့မှာလုပ်ရအများကြီးနောက်ထပ်တောင်းတခုပေးတယ်ယူရတယ်ကျွန်တော်တို့ဒါကြောင့်ကျွန်တော်တို့အားလုံးကမယူပါဘူးမလုပ်ပါဘူးသို့တော့ကျွန်တော်တို့လုပ်ခဲ့ကြတယ်ဘယ်တော့မှစလို့လေဘုရားရှင်လက်ထက်ကလေးကစလို့လေးအသိချင်းကဘာတသိမ့်ပေါင်းပြီးတော့အဆူဆူဖြစ်ကျင်တဲ့ဘုရားရှင်တော်မှာယထာသမားကလူတဲ့မျက်ရှိစုပ်ကျဲတဲ့အခါမဟာဗောဓိပဲနဲ့တလန်ကွာမှာအပရာဇိတမဟာပလင်တော်ပေါ်ထွန်းနေအပရာဇိတဆိုတာမဟုတ်တော့ပရအများနဲ့မိသူနဲ့မှမပတ်သက်သောဇိတအောင်မြင်တော်မူခြင်းရွှေပလင်တော်အဝန်း14လုံးရှိဘုရားရှင်ကလည်းဘုရားမဖြစ်သမျှငါမထတော့ဘူးတဲ့ဗုဒ္ဓထစရိယလောကထစရိယညာတထစရိယဒီကိုယ်တိုင်ကလည်းတပ်ပြညှိဖြစ်ရတော့မယ်ညာတထစရိယစီမျိုးညာကာလို့နဲ့တော့ခြေချွတ်ထိုက်သောကတ္တဝါတို့အကျိုးငါသူကြင်ကြံနေလောကထစရိယလောကအကျိုးကိုလည်းမျှော်ဖို့ပြီးဘုရားရှင်ကကြင်ကြံနေအဲ့ဒီအပ္ပရာဇိတပလင်တော်ပုံမှာဘုရားမဖြစ်တဲ့မြတ်ငါမထတော့ဘူးဆိုတဲ့ဒိဋ္ဌံတော်နဲ့တော့ဆိုလူလူပြောကြဆိုတရားမှုရွှေဉဏ်တော်ရခဲ့ပါအားလုံးသိတဲ့အတိုင်းပဲဆရာဘာသာဝင်များရှိရင်လည်းပဲခုနကပါမေတ္တာဥဒ္ဒါကျွန်တော်ဆိုလို့ချင်း
အဲ့ဒီပလင်ကိုမာနကလိုချင်တဲ့လူလည်းကျွန်တော်ပလင်လူလာတာနှစ်ပေါင်း2600ရှိပြီအခုတည်းကလည်းလူတော့မဲ့တယ်ပလင်လူလေဘာလို့ကိုလည်းမသိဘူးမာနကလည်းပလင်တရုတ်ကြောင်းစားလို့လည်းပလင်လူလေသူကပြောင်းနာကြီးမေခလာစေရနာစီလို့ပြောင်းနာကြီးမေခလာစေရနာစီလို့မနမေအာမန်တင်ဝတ္တဝရိနပြေကလာဖယားကိုရှင်တူပလင်လူပြန်တာလို့ဘယ်လိုပဲလူနောက်ဆုံးတော့ဘုရားရှင်ကမြစ်တာနဲ့အောင်တော်မူပါလေဒီလိုဒီမှာတော့အောင်တော်မူတဲ့နန္ဒောပနန္ဒနဂါကိုအောင်တော်မူတဲ့လာဘကကိုအောင်တော်မူတဲ့စသဖြင့်အောင်တော်မူတဲ့ထဲမှာဘုရားရှင်ကိုယူဆနဲ့တိုက်တဲ့ဘဂဗြဟ္မာကိုလည်းဘုရားရှင်အောင်တော်မူတဲ့ဘဂဗြဟ္မာကဘုရားရှင်ရဲ့တရားတော်တွေကန့်လန့်တိုက်ထားပါတော့သူတို့ပြောကြတယ်နောက်ဆုံးတော့လေဘုရားရှင်ကမြစ်တာနဲ့အောင်တော်မူတယ်ဘုရားကိုပင်ကန့်လန့်တိုက်၍မိုက်နေပုံကိုစုံနေပုံကိုဘုရားကိုပင်ကန့်လန့်တိုက်၍မိုက်နေပုံကိုစုံနေပုံကိုဘဂဝါဘုရားကသာဒေသနာတရားပြတာအဲ့ဒီတော့ပကပြမမန်စွေချလို့ရှိခိုးရတာနောက်ဆုံးတော့လေကျွန်တော်တတ်ထုချကြည့်ရင်ဘုရားရှင်ဟာမေတ္တာနဲ့သာအောင်တော်မူပါလေလက်နဲ့ကိုလက်နဲ့တိုက်ပြီးဘုရားရှင်ကအောင်တော်မူခဲ့ခြင်းမဟုတ်ပါအမုန်းအာဃာရကိုအမုန်းအာဃာရနဲ့တိုက်ပြီးအောင်တော်မူရတဲ့အောင်တော်မူခြင်းမျိုးမဟုတ်ပါမေတ္တာနဲ့အောင်တော်မူတယ်ဆိုတာနှလုံးသွင်းလို့မူကြဘူးဖြစ်ပါတယ်ဉာဏ်အဖြစ်မေတ္တာအဖြစ်အချင်းချင်းညီညွတ်စွာနဲ့ကျွန်တော်တို့တိုင်းပြည်နဲ့ကျွန်တော်တို့လူမျိုးကိုလည်းအဝိဇ္ဇာနှမ်း